အဲ့တော့ကျွန်တော်ဒီနိုင်ငံဆွဲတပ်ပုံတွေရဲ့ behind the story ပြောတဲ့ခါမှာဆိုရင်ဘောနော်ဟိုတခါကြလို့ရှိရင်ကျွန်တော်တို့တွေကလေဘာဘယ်လိုမျိုးလဲဆိုတော့ဒီရွေးချယ်မှုလေးတစ်ခုပေါ့နော်အဲ့ဒီရွေးချယ်မှုလေးတစ်ခုလေးကနေပြီးတော့ဒီလိုမျိုး step by step တစ်ခုပြီးတစ်ခုစုတွေရသွားတယ်ဆိုတဲ့ဟာလေးတွေကအခုမှပြန်စဉ်းစားကြည့်မှကျွန်တော်သိတာအရင်တော့အဲ့လိုမထင်ဘူးပေါ့နော်ကျွန်တော်တို့တွေအဲ့လိုဒီလိုမျိုးဖြစ်လာဖို့ပေါ့ဒီလိုမျိုးလမ်းကြောင်းပေါ်ရောက်လာဖို့ဆိုတဲ့အရာတွေကဟိုကျွန်တော်တို့ထင်ထားတဲ့ဟာတွေနဲ့တကယ်တော့တက်စင်တချို့ဟာတွေကလွဲတယ်ပေါ့နော်အဲခါကျရင်ကျွန်တော်တို့ဓာတ်ပုံဝါသနာပါတဲ့လူတွေဆိုထင်ကြတဲ့ဟာအများစုဆိုရင်ဗာလဲကျွန်တော်တို့ကကင်မရာကောင်းစားတွေကန်လို့ရှိရင်ဒါဟိုအနေဓာတ်ပုံကောင်းတွေဖန်တီးနိုင်မယ်စူးရဓာတ်ပုံတွေဖန်တီးနိုင်မယ်လို့ထင်တာခါကြလို့ရှိရင်ဆရာကောင်းသမားကောင်းတွေကိုကတ်လိုက်လို့ရှိရင်ဟဲ့လားကျွန်တော်တို့တွေဟိုဖြစ်လာတော့တခုခုကဘာကျော်ကြီးဖြစ်လာမယ်လို့ထင်ခဲ့တဲ့ဟာတွေပေါ့နော်အဲတကယ်တော့ကျွန်တော်တို့တွေဟိုအစပိုင်းမှာတွေးနေတဲ့ဟာလေးတွေကလေတကယ်တော့လှုပ်ရင်းနဲ့ကျွန်တော်သိလာအခု9နှစ်6နှစ်ကာလအတွင်းမှာဆိုတော့တက်စင်တွဲနေရတဲ့အများကြီးရှိတယ်ဘာမှမဟုတ်တဲ့ရွေးချယ်မှုလေးတစ်ခုပေါ့နော်ဘာမှမဟုတ်တဲ့ဆုံးဖြတ်ချက်မှုလေးတစ်ခုကနေပြီးတော့မှကျွန်တော်စုတွေရသွားစေတဲ့အရာတွေအများကြီးရှိတယ်အဲ့ဒါလေးကျွန်တော်ပြောပြပေးချင်တယ်တိလားဟိုတကယ်တော့လေဟိုကျွန်တော်ဆိုလဲအရင်ထူးကဲပြီးတော်နေတဲ့မှာမပါဘူးဗျာသိရမလားကျောင်းမှာဆိုလဲဟိုအာ1 to 10လောက်တော့ကျွန်တော်စာထဲမှာဝင်အဲ့လို1တို့2တို့အဲ့လိုပထမစုလို့ဘာမှမရဘူးပြိုင်ပွဲတွေတခြားအပြင်မှာလည်းတခြားစုတွေနဲ့ပတ်သက်တာဘာမှမရသေးဘူးဒီဓာတ်ပုံတဲ့နေရာမှာကျွန်တော်စုတွေပါရပူတာဗောနော်ဟုတ်ပြီးတော့မွေးကလေးကနေထူးချွန်ပြီးတော့ထူးခြားပြီးတော့ပါရမီပါနေတဲ့လူမျိုးတွေမှာလည်းတိတ်မပါဘူးဗောဒီလိုပဲချိန်မှန်များစွာစူးစမ်းလိုက်ကြာချုံလိုက်နေဟိုပြောရင်းနဲ့ပဲလှုပ်ရင်းနဲ့ပဲဖြစ်လာတဲ့လူပေါ့နော်အဲ့တော့လူတွေကလူပဲအဲ့တော့အဲ့အကြောင်းလေးကိုကျွန်တော်ရှင်းပြပေးချင်တယ်အဲ့တော့အဲ့လို story တွေအများကြီးရှိတယ်နောက်ပြီးတော့ကျွန်တော်ကအခုသင်တန်းသားတွေလည်းရောက်လာပြီဆိုတော့ဗျာကျွန်တော်သင်တန်းသားတွေဆိုတဲ့စုတွေရကြအားလုံးတွေ့ကြတယ်မထင်နဲ့ပေါ့နော်ကျွန်တော်ပြေးမှလည်းခဏခဏတင်ပေးတယ်အဲ့ဒီလူတွေရဲ့အကြောင်းတွေပါရှိတ်ပြီးတော့ link တွေဖြစ်နေတယ်ဆိုတော့ကျွန်တော်ပြောပြပေးချင်တယ် link တွေလေခါကျရင်အဲ့ link တွေကကျွန်တော်တို့မမြင်အောင်နော်ဒါပေမဲ့ကျွန်တော်ကတော့ဒီစုတွေရခဲ့တာဒီလိုမျိုးလမ်းကြောင်းလာခဲ့တယ်ဆိုတော့ official အကုန်လုံးပဲဒီနော်ဘာကြီးလုပ်ခဲ့တယ်ဆိုတော့ကျွန်တော်တော့2019လောက်18လောက်တော့ဘာမှမဟုတ်တဲ့ကောင်လေးတယောက်ကနေအခုလိုမျိုးဖြစ်လာဆိုတော့အားလုံးလည်းသိကြတယ်ဒါအားလုံးလည်းကျွန်တော် free in public လုပ်ထားတာဗျာကျွန်တော်တို့ kick ကိုအဲ့လိုဖြစ်လာတော့အဲ့တော့ညင်းစရာဘာအကြောင်းမှမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော် link တွေကိုပြောပြပေးလို့ရတယ်ကျွန်တော်သင်တန်းသားတွေဆိုလည်းကျွန်တော် link တွေကိုပြောပြပေးကျွန်တော်တို့စုတွေခဏခဏရတယ်အခုလိုမျိုးပေါ့နော်အချိန်တိုတွင်းနဲ့ခဏလေးတိုးတက်ပြောင်းလဲသွားတယ်ဆိုတဲ့အခါမှာဆိုရင်လူတွေကိုတိတ်မပြောပြလေးရှိတယ်နောက်ွယ်မှာကျွန်တော်ဘယ်လိုမျိုးတွေ run တယ်ဘယ်လိုစဉ်းစားတယ်ဘယ်လိုမျိုးလူတွေနဲ့ communication လုပ်လဲဆိုတဲ့ဟာတွေကိုသူတို့သင်တန်းသားတွေကျွန်တော်အများအားပြောပြတယ်ပေါ့နော် public မှာတော့ကျွန်တော်အချိန်တစ်ခုယူအောင်မယ်ဘာလို့လဲဆိုတော့ဒီချိန်မှာပြောလို့ရှိရင်ငယ်တဲ့အခါကျတော့လေကျွန်တော်တို့တချို့တွေကျတော့ motivation speaker ကြီးသူဘာညာဆိုပြီးတော့မှဖောင်းထုကြအောင်ဆိုလို့အဲ့တော့ပြိုင်ပွဲလေးတွေနဲ့ပဲလောလောဆယ်ခဏတော့ဖောင်းထုခံလိုက်အောင်မယ်နော်ပြိုင်ပွဲနဲ့ဖောင်းထုခံတာကတော့ကျွန်တော်ဘာမှဖြစ်ဘူးကိုဝါနာပါတဲ့ຢာနဲ့ဖြစ်တာဆိုတော့ကြာလေအဲ့တော့လောလောဆယ်တော့ဒါလေးနဲ့ရင်သွားလိုက်အောင်မယ်โอเคအဲ့တော့ကျွန်တော်လောလောဆယ်မှာနိုင်ငံတော်စုပေါင်း200ကျော်ရထားပါတယ် official ပါဟိုတခြားအဲ့လို finalist ပါတဲ့အရာတွေပြီးရင်ကျွန်တော်တို့ဟိုစလုံးပြိုင်ပွဲတွေမှာပြိုင်တဲ့အဆက်တက်တွေပါတယ်အဲ့ဒါမျိုးတွေထည့်မတွက်ဘူးပေါ့နော်တကယ်စုအဖြစ်တတ်မှတ်လို့ရတဲ့စုတွေကြီးရထားတာ200ကျော်ရှိပါတယ်ဒါလုံးဝ official အနေနဲ့ရတာအကုန်လုံးက link တွေဟိုဟာတွေအကုန်ရှိရပေါ့နော်ပြီးတော့အဲ့စုပေါင်း200ကျော်ကိုကျွန်တော်ကဒီ2018ခုနှစ်မှာ mobile phone လေးတစ်လုံးလေးနဲ့စခဲ့ပါတယ် mobile phone တစ်လုံးလေးနဲ့စခဲ့တယ်ဂျားထဲမှာကင်မရာတွေဖုန်းတွေအဆင့်ဆင့်ဝယ်သွားတာပေါ့နော်အခုချိန်မှာဆိုရင်ကျွန်တော်ကနိုင်ငံတကာဓာတ်ပုံပြိုင်ပွဲတွေမှာစုတွေရထားတဲ့အပြင်ကိုဖုန်း brand တွေလုပ်တဲ့ဓာတ်ပုံပြိုင်ပွဲတွေမှာလည်းကျွန်တော်စုတွေအများကြီးရထားပါတယ် Vivo Xiaomi Huawei Honor OnePlus Tecno Samsung Itel အကုန်လုံးမှာကျွန်တော်စုတွေရဖို့ပါတယ်ဖုန်းဓာတ်ပုံ brand တိုင်းလို့ပေါ့နော်ကျွန်တော်မရဘူးတဲ့ဟာတစ်ခုနှစ်ခုတော့ရှိတယ်အဲ့ဒါလည်းမကြခင်ရမယ်လို့ထင်ပါတယ်ပေါ့နော်အဲ့တော့တချို့ Vivo မှာနောက်ပြီးတော့ကျွန်တော်အစုရတဲ့ခါမှာဆိုတော့တစ်ခါလေးနှစ်ခါလေးရတာမဟုတ် Vivo မှာဆို2ကြိမ် Xiaomi မှာဆိုလည်း2ကြိမ်Huawei မှာဆိုလည်း2ကြိမ်ဟိုနာမှာဆို3ကြိမ်3နှစ်ဆက်တိုက်ရတယ်ဗောနော်OnePlus မှာဆိုရင်2ကြိမ်ရတယ်တစ်ကြိမ်ကအခုကျွန်တော်အားလုံးလည်းသိကြမှာထင်တယ်ဒေါ်လာ1000 cancel ဖြစ်သွားတဲ့ဟာတွေဗောနော်ဒါနောက်ပိုင်းလည်းကျွန်တော် share လုပ်ပေးမယ်ဘာကြောင့်ဖြစ်သွားလဲဆိုတဲ့ဟာတွေဗောနော်ပြီးရင် Tecno တွေစရပြီးလို့ချင်း Samsung ပြည်တွင်းမှာလုပ်တဲ့ဟာတွေကျွန်တော်ရတယ် Samsung နဲ့ Idea ကတော့ကျွန်တော် local ပွဲတွေဖြစ်တယ်ဗောနော်ဘာလို့ဆိုတော့ international ပွဲမရှိဘူးအဲ့တော့ local ပွဲတွေမှာကျွန်တော်ရထားတာဗောနော်ခုနောက်ပိုင်းတခြားပွဲတွေမှာလည်းရထားတာရှိတယ်ဗောနော်ပြီးတော့အဲ့ထဲမှာဆိုရင် first prize တွေ grand prize တွေအစုံရဖို့တာရှိတယ်ပြီးတော့အဲ့စုတွေကြောင့်ပဲကျွန်တော်လိုချင်တဲ့ကင်မရာတွေ MacBook တွေဝယ်နိုင်တယ် key တွေသွားနိုင်တယ်ပြီးတော့ဟာလာဟို China တို့ Dubai တို့အဲ့လိုနေရာမျိုးတွေကိုဒီလိုစုတွေကြောင့်ကျွန်တော်သွားယူနိုင်ခဲ့တယ်ပေါ့နော်ဒါ mobile photography ကနေပေးတဲ့စုတွေရောတခြားကင်မရာပေးတဲ့စုတွေရောအများကြီးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘဝကိုတွန်းတင်ပေးတာဆိုရင်တကယ်စုတွေပဲအဲ့တော့ကျွန်တော်စုတွေကြောင့်ပြောလို့ရှိရင်ကောင်းတာပြောပြောမကောင်းတာပြောပြောကျွန်တော်ကwelcome ပဲပေါ့နော်အဲ့တော့
ဒါကိုယ့်ဘဝကိုပြောင်းလဲဖြစ်စီရနောက်ပြီးတော့တချို့လာမေးရပြိုင်ပွဲတွေပဲပြိုင်နေရမပြင်းသေးဘူးလားမပြင်းပါဘူးကွာဘာလို့ဆိုကျွန်တော်ပြိုင်ပွဲကကျွန်တော်ရဲ့အလုပ်လိုပဲလေဟုတ်တယ်မလားဟာဒီပြိုင်ပွဲမှာပြိုင်လို့ရှိရင်ကျွန်တော်တို့တိုးတက်စေတဲ့ကြောင်းဘာလို့ဆိုတော့ကျွန်တော်ဘာလို့ပြိုင်ပွဲတွေပြိုင်ဖြစ်လာလဲဆိုတော့ပထမတစ်ချက်ကတော့အားလုံးတစ်လက်စလေးပြပေးချင်တာလေကျွန်တော်2018ခုနှစ်လောက်မှာ Xiaomi ကလုပ်တဲ့လေ Global Challenge Photography Challenge ဆိုတာရှိတယ်ပေါ့နော်အားလုံးလည်းသိကြမှာထင်တယ်မသိတဲ့လူလည်းများမှာပေါ့နော်အဲ့မှာကျွန်တော်က3သိန်းတန်ဖုန်းလေးကိုဝယ်လိုက်တယ်အားလုံးကျွန်တော် story လေးပြောဦးတယ်ပေါ့နော်3သိန်းတန်ဖုန်းလေးဝယ်လိုက်တယ် MI-A1 ဆိုတဲ့ဖုန်းလေးပေါ့နော်အဲ့ဒါကျွန်တော်ရဲ့ဖုန်းအဟောင်းလေးကိုရောင်းလာ3သိန်းရတယ်ကျွန်တော်စုထားတဲ့3သိန်းရဲ့အမေးစီရမဟုတ်တောင်းတာ3သိန်းရဲ့3သိန်းနဲ့ကျွန်တော်ဝယ်လိုက်တယ်အဖုန်းလေးနဲ့ကျွန်တော်ဝင်ပြိုင်တာစုကြီးတော့မရအောင် Global Top 100စီးရင်တွေကိုကျွန်တော်ရဲ့ဓာတ်ပုံလေးနှစ်ပုံမှာဝင်သွားတယ်ပေါ့နော်အဲ့ဒါနောက်ပိုင်းကျွန်တော်အဲ့ story လေးပြောပြမယ်ပေါ့နော်ဝင်သွားတဲ့ခါကျတော့ဒီလိုပဲဝင်သွားတော့ line ပေါ်မှာတော့တွေ့ရပါဘောနော်ဒါပေမဲ့ကျွန်တော်တို့ကတကူးတက China ကနေပြီးတော့မှအဲ့လို certificate လေးနှစ်ခုပို့လာပြီပို့လာပြီးတော့ကျွန်တော်အရန်ပျော်သွားတာပေါ့နော်ကျွန်တော်ဘဝမှာအဲ့လိုဂုဏ်ပြုခံရတာတွေဘာမှတစ်ခါမရှိဘူးသိရမလားအချိန်မှာစုတွေပါလည်းမရဘူးတဲ့ခါကျအဲ့မှာအဲ့တော့ရလိုက်တဲ့ feeling ကအရန်ကောင်းတယ်ဗျအဲ့ဒါနဲ့ကျွန်တော်ပြိုင်ပွဲလောကကိုဓာတ်ပုံတွေပြိုင်မယ်ဆိုပြီးတော့စပြီးစိတ်ဝင်စားလာတာနောက်တစ်ချက်ကကျွန်တော်ကငပြင်းကျွန်တော်အရန်ပြင်းတဲ့ထဲမှာပါတယ်ဗောနော်ဘယ်လောက်ထိပြင်းလဲဆိုကျွန်တော်ဘဲမှမသွားချင်ဘာမှမလုပ်ချင်အိတ်ပဲအိတ်နေချင်တာအဲ့လောက်ထိပြင်းတဲ့ထဲမှာပါတယ်အဲ့တော့ကျွန်တော်ကိုကျွန်တော်မပြင်းအောင်ကျွန်တော်ဘာလုပ်ရလဲဆိုတော့ဒီပြိုင်ပွဲတွေကျွန်တော် deadline တတ်မှတ်လိုက်တာဗောနော်ဆိုတော့ပြိုင်ပွဲဆိုတာဗျာသူကပိတ်ရက်တွေတတ်မှတ်ထားတယ်ဟုတ်တယ်မလားဒီလကုန်ပိတ်မယ်ဆိုဒီလကုန်ပိတ်မှာကျွန်တော်တို့မဆောင်ချုပ်ပွဲတွေကနည်းနည်းပါရက်တိုးပေးတာပါညာရှိတယ်အဲ့တော့ကျွန်တော်ကအဲ့လိုဓာတ်ပုံပဲရိုက်မယ်ဆိုရင်ဟာနောက်လည်းရိုက်လို့ရတာပဲဟာလားအဲ့လိုဖြစ်မှာပဲအခုဒီထဲမှာကြည့်နေတဲ့လူကဘယ်လောက်ရှိအောင်ကျွန်တော်ပြမယ်80ကျော်ရှိတယ်နော်တေးကြတယ်50ကျော်လောက်ကအဲ့လိုကြီးပဲလို့ကျွန်တော်ထင်တယ်ကတော့မကလောက်ဒီဓာတ်ပုံနောက်လည်းရိုက်လို့ရတာပဲနောက်မှတော့ရိုက်တော့မယ်ဆိုပြီးစဉ်းစားတဲ့လူတွေအများကြီးရှိတယ်အဲ့ဒါပဲကျွန်တော်တို့ပြောမှဆိုရင်ရှေ့မရောက်စေတဲ့ထဲမှာပါတယ်လို့ပြောလို့ရတာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဆိုလည်းအဲ့လိုပဲငပြင်းစေဆိုတော့ကျွန်တော်အဲ့လိုပြင်းမှကြောက်လို့ဒီပြိုင်ပွဲမှာငါစုလို့ချင်းငါရအောင်ရိုက်ရမယ်ဒီရက်ပိုင်းကငါပြီးအောင်ရိုက်ရမယ်ဒီရက်ပိုင်းကငါရအောင်ပုံပြင်းရမယ်ပြီးရင်ဒီရက်ပိုင်းကိုပုံရအောင်တင်ရမယ်ဆိုတဲ့ဟာမျိုးအဲ့လိုကို limit ကတ်နှပ်ပလိုက်တာပေါ့နော်အဲ့ဒီပြိုင်ပွဲတွေနဲ့ share လမ်းပြန်ခေါ်တာပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ကတဖြည်းဖြည်းနဲ့မပြင်းတဲ့ထဲမှာပါလာတာဒါပေမဲ့အခုလည်းပြင်းပါသေးတယ်ကမ္ဘာဖလားပွဲကြည့်တဲ့ရက်တွေဆိုရင်ကျွန်တော်နေ့လည်2နာရီ3နာရီလောက်မှကျွန်တော်ထားကမ္ဘာဖလားပွဲကြည့်တဲ့လူတွေပါလာကမ္ဘာဖလားပွဲကြည့်တဲ့လူတွေပါလာရန်တော့ဖြစ်ကြတယ်နော်ဘာလာပွဲကြည့်တဲ့လူတွေပါရန်တော့ဖြစ်ကြတယ်โอเคအဲ့တော့ဒါကကျွန်တော်စုရခဲ့တဲ့ဟာလေးတွေကိုကျွန်တော်ပြောပြတာဗောနော်ဘာဖလားပွဲကြည့်တဲ့လူတွေပါလားဆိုတော့ပါကြတယ်ဗောနော်ပါတယ်တချို့ကစုဆိုပြီးတော့ပါတယ်နော်အဲ့တော့ပြောတော့ပါအဲ့တော့နော်မိတ်ပြက်စုပြက်တွေဖြစ်ကုန်ပြီဘာဖလားပွဲကြည့်ရโอเคအဲ့ဂျားပြက်အနေနဲ့ကျွန်တော်ကြော်ညာဝင်နေတာတော့ကျွန်တော်ဒီလကုန်ပေါ့နော် August 1 to 10မှာရန်ကုန်ပြည်လက်တွေ့တင်တန်းရှိတယ်ဗောနော်ကျွန်တော်နဲ့အပြင်မှာတင်ကျင်တဲ့လူတွေရှိရင်လာပြီးတော့မှသင်တန်းတက်လို့ရတယ်ဗောနော်ကျွန်တော်စုရပုံလေးတွေကြောင့်မပြောခင်ပါဗောနော်တခုရှိတာဒီ August 1 to 10တင်တန်းလေကျွန်တော်ရဲ့ MBA learning map လေးကိုသိကြလားဒီ learning map လေးကိုသိကြလားမသိမသိပါဘူးမသိပါဘူးနော်ကျွန်တော်MBA ပေမှာကျွန်တော်ဒီ learning map အကြောင်းလေးကိုဒီပါတယ်တင်ရှင်းပြပေးထားတဲ့ဟာလေးရှိရလေနော်အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့4လပိုင်းတုန်းကကျွန်တော် MBA 4လပိုင်းတုန်းကလည်းကျွန်တော်1 to 101 to 10မှာကျွန်တော်သင်ခဲ့ပြီးပြီတင်တန်းပေါ့နော်အခု8လပိုင်းမှာထပ်တင်တယ်နော်အဲ့မှာဒီနှစ်မှာဆိုရင်ဒီတစ်ခေါက်မှာဆိုရင်ကျွန်တော်ကဒီ level 1နဲ့ level 2မှာပါတဲ့ဟာအကုန်လုံးသင်ပေးမှာဒီလားအဲ့တော့အပြင်သင်တန်းလာတက်လို့ရှင်ကျွန်တော်တို့ MBA မှာ level 1 2 3ဆိုပြီး3ခုပဲရှိရ level 1နဲ့2နဲ့ကိုတစ်ခါတည်းပေါင်းတက်တယ်လို့ဖြစ်သွားမှာအပြင်သင်တန်းတက်လို့ရှင်လေအဲ့မှာ photography foundation တွေပါမယ် camera equipment တွေအကြောင်းပါမယ် camera setting တွေ technical skill တွေအကြောင်းပါမယ် lighting တွေအကြောင်း composition တွေအကြောင်း visual language တွေအကြောင်း photo editing မှာပါသေးတယ်အဲ့တော့ဒီနှစ်ခုလုံးပေါင်းတက်လိုက်တယ်လို့ဖြစ်သွားမှာအပြင်သင်တန်းတက်တဲ့လူတွေကလေသိရမလားအဲ့တော့ကျွန်တော်တို့ online မှာတက်လို့ရတာဘာပဲရှိသေးတယ်ကျွန်တော်ဒီနှစ်ခု module 1နဲ့2ကတော့ free sharing လုပ်ပေးနေတာဒါနောက်ပိုင်း video လေးတက်လာလိမ့်မယ်နော် module 3ကတော့တက်လို့ရနေပြီ module 5လည်းတက်လို့ရနေပြီ4တို့6တို့7တို့က online မှာတက်လို့မရသေးဘူးကျွန်တော်သင်ပေးဖို့အတွက်ပြင်ဆင်တော့မယ်ဆိုတော့ကြာအောင်ပါအပြင်မှာလာတက်တဲ့လူတွေဆိုတော့ဒီနှစ်ခုလုံးကိုပေါင်းတက်လိုက်တယ်လို့ဖြစ်သွားမှာအရန်တန်တယ်ပေါ့နော်online သင်တန်းကြီးနဲ့ဒီအပြင်သင်တန်းကြီးနဲ့တွက်လိုက်မယ်ဆိုရင်တော့မှonline ဒီ outdoor သင်တန်းကပို့ပြီးတော့တန်သေးရပြီးတော့ကျွန်တော်တို့အပြင် outdoor indoor လက်တွေ့ရကမှုလည်းပါမယ်နောက်တစ်ခုအားသာချက်ကပါလဲဆိုတော့ကျွန်တော်တို့ဒီရန်ကုန်ပြင်သင်တန်းသားတွေနဲ့နော်ပြီးတော့ကျွန်တော်ရဲ့ MBA မှာလေအသက်25နှစ်ရောက်လူငယ်10ယောက်ထဲမှာပါတဲ့သင်တန်းသားတွေနဲ့အတူဒီဇင်ဘာမှာခီးထွက်ဖို့ရှိတယ်ဒီဇင်ဘာမှာခီးထွက်ဖို့ရှိတယ်ဘယ်လိုထွက်မှာလဲဆိုတော့အင်းလေးကိုထွက်ကြမှာ
နော်အဲ့ဒီမှာကျွန်တော်တို့ပြိုင်ပွဲဝင်တက်ပုံတွေကိုအဓိကဖန်တီးကြမယ်ပေါ့နော်ပြီးရင်ဒီရိုးရာကာချာတွေအဓိကရိုက်ကြမယ်အဲ့ဒီခီးစဉ်ရတယ်မှာဒီကောင်လေးဆိုကြော်ထက်ဆိုရင်ပေါ့နော်အဲ့ကျွန်တော်တို့ပြီးခဲ့တဲ့2023မှာတွားခဲ့တဲ့ဒီအင်းလေးဒီဇင်ဘာခီးစဉ်မှာဆိုရင်ပဲသူလည်းစုတွေဒီဆိုနီပွဲမှာစုရလို့နောက်ဆုံးပေါ်ထွက်တဲ့ကင်မရာတွေ lens တွေရသွားပြီအဲ့တော့ပြောချင်တာအပြင်တင်နဲ့တက်တဲ့လူတွေကအဲ့လိုဒီဇင်ဘာခီးစဉ်ကိုလိုက်ခွင့်ရနိုင်လိုက်ခွင့်ရတယ်အခုဆိုစီးရင်ပေးထားတဲ့လူတွေတောင်ရှိတယ်ပေါ့နော်ပြီးတော့ကျွန်တော်ရဲ့အသက်25နှစ်လူငယ်တင်တဲ့လူတွေလိုက်ခွင့်ရှိတယ်online တင်တဲ့တက်တဲ့လူတွေကတော့ကျွန်တော်အရှင်းနေကြည့်မယ်ဘာလို့သူတို့ကလူကြီးများလို့ရှင်ကျွန်တော် online တင်တဲ့အပြင်တက်လူတွေကျတော့ခေါ်လို့အဆင်မပြေဘူးပေါ့နော်အဲ့တော့ရန်ကုန်ပြင်တန်းလာတက်တဲ့လူတွေကတော့ဒီဥစ္စာကိုကျွန်တော်တို့join ခွင့်ရတယ်ပေါ့နော်ကျွန်တော်တို့ဒီဇင်ဘာကျရင်တွားကြတော့မှာဘာလို့ဒီဇင်ဘာလဲဆိုတာကိုကျွန်တော်ဒီနောက်မှာပြောပြမယ်ဘာလို့ဒီတစ်ခေါက်ဒီနေ့ကျွန်တော် share လုပ်တဲ့ဒီစုရတက်ပုံတွေရဲ့နောက်ွယ်ကဒီအင်းလေးဒီဇင်ဘာမှာတွားရခဲ့တဲ့တက်ပုံတွေအများစုပါတယ်ပေါ့နော်အများဆုံးပါတယ်အဲ့အကြောင်းတွေကျွန်တော်ရှင်းပြမယ်ဘာလို့လဲဆိုတာကိုကျွန်တော်ရှင်းပြပေးမယ်ပေါ့နော်အဲ့တော့ okay ဒါကတော့ကျွန်တော်ရန်ကုန်ပြည်နယ်တန်းလေးရှိရဆိုတော့ပြောပြပေးချင်တာတက်မယ်ဆိုရင်ကျွန်တော်လူကြီးနည်းနည်းလက်ခံသေးတယ်ပေါ့နော်ဟိုလာပြီးတော့စီးရင်ပေးလို့ရတယ် okay အဲ့တော့ကျွန်တော်စကြမယ်ကျွန်တော်ဘဝကိုအပြောင်းလဲဖြစ်စေခဲ့တဲ့စတင်မှုတစ်ခုဆုံးဖြတ်ချက်တစ်ခုကနေကျွန်တော်စပြပြမယ်ဒါကျွန်တော်စုတွေစောနကကျွန်တော်ရှေ့မှာမေးခဲ့တဲ့လူတယောက်ပေါ့နော်ဘယ်ချိန်တုန်းကစုတွေစရတာလဲဆိုတော့ဟာနဲ့ဆိုင်နဲ့ဇလန်လုံးဝ drama မရှိုးထားဘူးလုံးဝ authentic စစ်ပဲဘာမှဟိုလိန်စင်လည်းမပါဘူးပေါ့နော်ကျွန်တော်နဲ့တူတူဓမ္မပညာကိုစတင်ခဲ့တဲ့အကိုတွေဆိုရင်ရန်ကုန်လို့ပါတော့ကျွန်တော်အကောင့်တွေမှာခုချက်ရှိတော့မယ်သူတို့တွေဆက်မလုပ်တော့ဘူးဆိုရင်ကျွန်တော်နဲ့ဆက်သွယ်ရှိတယ်သူတို့ကိုသွားပြီးတော့မယုံမေးကြည့်မယ်ဆိုရင်လည်းဒါတွေကအမှန်တရားတွေပဲပေါ့နော်အဲ့ဒါလေးကျွန်တော်ပြောပြမယ်ကျွန်တော်ဘောအဲ့တော့ကျွန်တော်ဓာတ်ပုံပညာကို2019-17လောက်မှာစပြီးတော့မှဝါသနာပါတယ်ဖုန်းတစ်လုံးနဲ့ဓာတ်ပုံရိုက်တယ်ပြီးတော့2019ခုနှစ်18လား19လားမသိဘူးပေါ့အဲ့တော့မှကျွန်တော်ဖန်အောင်ဓာတ်ပုံဝါသနာပါတဲ့ခါကျတော့ဖန်မှာဓာတ်ပုံဆိုင်အလုပ်ခေါ်တယ်ပေါ့နော်သူကတော့အဓိကအင်ဒိုတွေပရီဝယ်တွေနေ event တွေရိုက်တာပေါ့နော်အဲ့ဒီမှာကျွန်တော်ကသွားပြီးတော့မှအကူဝန်ထမ်းနေနဲ့လုပ်တာတလောက်ကျွန်တော်ရောက်ချင်းတော့ကျွန်တော်ဘာမှသိမတက်ဘူးလေမတက်တဲ့ခါကျတော့ကျွန်တော်တလောက်8000လောက်ပဲပေးတယ်အဲ့တော့ကဒါပေမဲ့ဆရာကိုပြောတယ်ပေါ့နော်အဆိုင်ရှင်ဆရာပေါ့နော်ကျွန်တော်စူးစမ်းမယ်ပေါ့နော်အဲ့မှာကျွန်တော်စူးစမ်းတဲ့ခါကျတော့အဲ့လမှာပဲစူးစမ်းလို့ဆိုပြီးဆရာကျွန်တော်3သိန်းတန်းပေးတယ်ပေါ့နော်ပြီးတော့တခါဖြည်းဖြည်းနဲ့တိုးတော့2သိန်းလောက်ထိရတယ်ပေါ့နော်အဓိကအဲ့ဆိုင်မှာဝင်လောက်လိုက်တဲ့ဟာလေအားသာချက်တစ်ခုဘာဖြစ်သွားလဲဆိုတော့ကျွန်တော်ကင်မရာတွေ lens တွေကြောင့်ကောင်းကောင်းသိပါတယ်ပြီးတော့ဒီ Indo မီတွေဆရာနဲ့ဒီဆိုင်တွေမှာ customer နဲ့ communication လုပ်တဲ့ဟာတွေအရန်တိရောတေချာတိသွားရတယ်ပေါ့နော်ပြီးတော့ဒီ business တစ်ခုဘယ်လို run လဲဆိုတာလေ့လာခွင့်ရတယ်ပြီးတော့လူတွေနဲ့ communication ဘယ်လိုလုပ်ရမလဲဆိုတော့သိမယ်ကျွန်တော်အရင်တော့ဂျစ်ကန်ကန်သူနဲ့မှအဲ့လိုစကားလည်းမပြောတက်လည်းမတက်ဘူးအငင်းလဲတန်သေးတယ်ဒါပေမဲ့အဲ့ဆိုင်မှာဆရာကလေအရန်ကောင်းတာဆရာအဖန်ဆိုတာလေကျွန်တော်ဖန်မှာဘဲလေးတက်ပုံဆိုင်ဆိုတာရှိပါတယ်ဗောနော်သိရင်လည်းသိကြလိမ့်မယ်နော်အဲ့ဆရာအရန်နဲ့သူ့ရှိရကျွန်တော်ကောင်းကျိုးတွေအများကြီးတင်ခဲ့ရနောက်ပြီးသူ့ရဲ့ကင်မရာကြီး lens တွေကျွန်တော်သုံးခွင့်ရတယ်ပြီးတော့ကျွန်တော် Photoshop ကိုကောင်းကောင်းကျွမ်းသွားတယ်လား Photoshop လေ Photoshop ဆိုတာလေကျွန်တော်ဖြတ်ညက်ကပဲမဟုတ်ဘူးနော်ဓာတ်ပုံတွေတခြားပြင်လို့ရကျွန်တော်တင်တန်းနေမှာသူတင်ပေးတယ်ဗောနော်အဲ့ဒီမှာကျွန်တော်နေမှာကျွန်တော် line မော်နေကျွန်တော်ရဲ့ဓာတ်ပုံပညာကိုကျွန်တော်တိုးတက်ချင်တဲ့ခါကျတော့ကျွန်တော် line မော်နေသင်တန်းတွေလိုက်တက်တယ်ပေါ့နော်ဟိုလိုက်ရှာတယ်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်ဆရာကျော်ရဲ့လက်ဦးဆရာတယောက်နဲ့ကျွန်တော်စုံခွင့်ရတယ်အဲ့ဒီမှာ line သူကနေကျွန်တော် line မော်နေတင်ပေးတယ်ပေါ့နော်အဲ့ဒီဆိုင်မှာအလုပ်မလုပ်ခင်နေအဲ့ဒီမှာသူကဒီဇင်ဘာမှာ2019လောက်တော့ကျွန်တော်တို့ခီးတွေသွားလို့ပို့ပြီးတော့လွယ်ကြလေဟုတ်တယ်မလားအဲ့တော့မှဓာတ်ပုံခီးစဉ်လုပ်မယ်မင်းတို့ဒီသင်တန်းသားတွေလာခဲ့ကြပါတော့ကျွန်တော်တို့ဆရာကနေခေါ်တယ်ဥဆောင်ပြီးတော့အဲ့တော့ကျွန်တော်ကဆိုင်မှာလုပ်တဲ့ခါကျတော့ဗျာဆိုင်ကအဲ့လိုကျွန်တော်တို့တပတ်တရက်တော့ပိတ်ရက်ပေးတယ်ဒါပေမဲ့အဲ့လိုရက်ရှည်ခီးသွားဖို့ဆိုရင်နည်းနည်းလေးတိုင်ပတ်တယ်အဲ့တော့ကျွန်တော်ကအဲ့လိုရက်ရှည်ခီးသွားခြင်းတဲ့ခါကျတော့ခွင့်ကိုနည်းနည်းလေးပို့လို့ခြင်းတဲ့ခါကျတော့လုပ်ပို့ကြိုးစားလုပ်ပြီးတော့မှခွင့်ကိုနည်းနည်းရက်ရှည်ယူရတာပေါ့နော်အဲ့တော့ကျွန်တော်ကိုယ်ပိုင်ကင်မရာမရှိသေးဘူးဒါပေမဲ့ဆရာလက်ဆောင်ပေးထားတဲ့ကင်မရာအဟောင်းလေးတစ်ခုတော့ရှိတယ်ဒါပေမဲ့အဲ့လို professional ရိုက်ဖို့တော့နည်းနည်းလေးခက်သေးတာပေါ့နော်အဲ့တော့ကျွန်တော်ဒီဇင်ဘာအင်းလေးတက်ပုံခီးစဉ်ကိုသွားမယ်ဆိုပြီးတော့မှကျွန်တော်ရန်ကုန်ရောက်လာတယ်ပေါ့နော်ရန်ကုန်အဲ့ဒါဒုတိယအကြိမ်ရောက်ဘူးလားရန်ကုန်ကျွန်တော်ဘုရားမှာ2018ခုနှစ်မှာရန်ကုန်ပထမဆုံးစရောက်ဘူးလား2019မှာဒုတိယအကြိမ်ထပ်ရောက်ဘူးလေနော်အခုဆိုရင်ကျွန်တော်2026မှာဆိုကျွန်တော်နိုင်ငံပေါင်း9နိုင်ငံတချို့နိုင်ငံခောက်သွားပြီးပါတယ်အချိန်တူတူလေးတွင်းမှာနော်ဘာမှမဟုတ်ဘူးအရင်တော့ကျွန်တော်ကအဲ့တော့အဲ့ဒီအချိန်တော့နည်းနည်းလေးကျွန်တော်ဘုရားမှာဒီမိသားစုကိစ္စလည်းရှိတယ်ပြီးတော့ဆရာနဲ့လည်းနည်းနည်းအခြေတင်လေးတွေဖြစ်တဲ့ခါကျတော့ကျွန်တော်မသွားဖြစ်တော့ဘူးဆိုပြီးစဉ်းစားထားတာမသွားတော့ဘူးဒါကျွန်တော်ရန်ကုန်ရောက်နေပြီရန်ကုန်ကနေအင်းလေးကိုဓာတ်ပုံကားစီးရမှာကျွန်တော်မသွားတော့ဘူးလက်လျှော့လိုက်တော့မယ်ဆိုပြီးကျွန်တော်ဆုံးဖြတ်လိုက်တယ်အဲ့တော့မြန်မာငွေအင်းလေးဓာတ်ပုံကြီးစီက3သိန်းခွဲလားမသိဘူးပတ်စံကတော့အပြည့်မပေးနိုင်သေးဘူးပေါ့နော်ကျွန်တော်တက်ဝက်လားမသိဘူးအဲ့လိုပေးရင်းနဲ့ဆရာစိုက်ထားပေးရလားမသိဘူးပေါ့နော်အဲ့လိုအဲ့တော့ဒါပေမဲ့မသွားဖြစ်တော့ဘူးဗျာတော်တော်စိတ်ညစ်စရာခက်ခဲနေကျွန်တော်ကြုံရတဲ့အချိန်ပေါ့နော်မသွားတော့ဘူးဆိုပြီးကျွန်တော်စဉ်းစားတာဒါပေမဲ့
ဘေးနားမှာရှိနေတဲ့တငယ်ချင်းကအဲ့လိုအတိတငယ်ချင်းဆိုမှအကိုရွယ်လောက်ပေါ့နော်တွားလိုက်ပေါ့နော်ဟိုဆရာကလည်းမျှော်နေမှာပေါ့နော်အဲ့တော့ရောက်ပြီးမှတော့မင်းဒီရန်ကုန်တော့ရောက်နေပြီတွားလိုက်ပါဆိုပြီးတော့မှဆရာကကျွန်တော်အင်းလေးကိုရောက်ဖြစ်သွားတယ်ပေါ့ဗျာအင်းလေးကိုရောက်ဖြစ်သွားတဲ့အခါမှာအဲ့လိုအဲ့ဒီဆုံးဖြတ်ချက်လေးကအပြောင်းလဲစတာပဲနော်တစ်ခါကျရင်ကျွန်တော်တို့တွေအဲ့လိုတွန့်ဆုတ်နဲ့စဉ်းစားနေတဲ့ခါစဉ်းစားနေတဲ့ခါမျိုးတွေမှာရှိတယ်ကျွန်တော်ကတော့အခုနောက်ပိုင်းဆိုရင်တော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကဟိုနည်းနည်းလေးပုံမှန်လာတဲ့ထဲမှာပါတယ်ပေါ့နော်အရင်တော့အဲ့လိုဆုံးဖြတ်ချက်တွေကမှားတာတွေလည်းရှင်းမှန်တာရှင်းဒါပေမဲ့အဲ့ဒီဆုံးဖြတ်ချက်လေးကျွန်တော်အင်းလေးဓာတ်ပုံကြီးစင်ကိုသွားမယ်ဆိုပြီးချလိုက်တဲ့ဆုံးဖြတ်ချက်လေးတစ်ခုကကျွန်တော်ဘာစဖြစ်လာသေးလဲဆိုတော့ကျွန်တော်ဒီဓာတ်ပုံလေးကိုတော့အားလုံးသိကြနိုင်မယ်ထင်တယ်ပေါ့နော်ဒါအဲ့ဒီ2019အင်းလေးဓာတ်ပုံကြီးစင်မှာကျွန်တော်ရိုက်ခဲ့တဲ့ဓာတ်ပုံလေးဖြစ်တယ်ကျွန်တော်ပေါ်မှာပထမဆုံးနိုင်ငံကစုရဓာတ်ပုံဖြစ်တယ်နော် UNESCO ကလုပ်တဲ့အသက်25နှစ်အောက်ဓာတ်ပုံပြိုင်ပွဲမှာကျွန်တော်ပထမဆုံးရတာပေါ့နော်အဲ့ trip မှာရိုက်ခဲ့တာအဲ့တော့ကျွန်တော်ကိုယ်ပိုင်ကင်မရာမရှိသေးဘူးဆရာကင်မရာရော lens ကိုငှားပြီးရိုက်ခဲ့တဲ့ပုံဖြစ်တယ်ဒါဒီပုံကြောင့်ကျွန်တော်နောက်ကြပြောပြမယ်အားလုံးဟာဒီပုံကြီးကငါတို့လည်းမြင်ဘူးပါတယ်လို့ပြောကြဟုတ်တယ်မလားဟုတ်တယ်ကျွန်တော်လည်းမြင်ဘူးတယ်ကျွန်တော်လည်းထည့်ရိုက်ထားတာပေါ့နော်အဲ့တော့ပြောပြမယ်အဲ့တော့ဒီတဲ့ပုံလေးကိုကျွန်တော်လည်းအဲ့ပြိုင်ပွဲမှာစုရတဲ့ခါကျကျွန်တော်ဘာရလဲဆိုတော့ကင်မရာတွေ lens တွေရတယ်ပေါ့နော်အရင်ကောင်းမဟုတ်ဘူးဆိုပေမဲ့ကျွန်တော်ပြန်ရောက်လိုက်တဲ့ခါမှာဆိုကျွန်တော်နောက်ထပ်ကင်မရာတွေ lens တွေထည့်ရိုက်ဖို့ထည့်ရိုက်ဝယ်ဖို့အတွက်လုံလောက်တဲ့ပမာဏတစ်ခုနည်းနည်းရသွားတယ်ပေါ့နော်ဒါဒီကျွန်တော်ဘောမှာအဲ့လိုအဲ့ခီးစဉ်လေးကိုသွားလိုက်တဲ့ကြောင်မလို့ပေါ့နော်အဲ့တော့ဒါဘောမှာပထမဆုံးစုရကျတဲ့အဲ့ရှေ့မှာကျွန်တော်နည်းနည်းပါဟိုဘက်က group ဘာညာအဲ့လိုပဲ like တင်လို့ဟိုပုံလေးဒီပုံလေးတွေရတာရှိအဲ့ဒါဘာမှလုပ်လို့မရဘူးဒီဥစ္စာတကယ် official UNESCO ကနေတရားဝင်ပေးတဲ့စုပြီးတော့ကျွန်တော်တို့ဒီ UI on the silk ဆိုတာကျွန်တော်လူငယ်တွေလည်းကျွန်တော်နှစ်တိုင်းပြန်ခိုင်းတယ်အဲ့ကောင်တွေဆိုလည်းရကြတယ်ပေါ့နော်ဒါလူငယ်တွေအနေနဲ့ပြိုင်မယ်ဆိုရင်အသင့်တော်ဆုံးပြိုင်ပွဲဆိုတာကျွန်တော် short video လေးတစ်ခုနဲ့လည်း share ထားရှိတယ်ပေါ့နော်page မှာစောင့်ကြည့်စေချင်တယ်ပေါ့နော်အဲ့တော့ဟုတ်ပြီအခုမှစောနာဒီမေးခွန်းလာပြီဒီမှာဒီတက်ပုံပါဗျာလူတိုင်းရိုက်နေတဲ့တက်ပုံဗျာဟုတ်လားလူတိုင်းမှာရှိနေတဲ့တက်ပုံလို့ပြောချင်ပြောလို့ရတယ်မြင်မှုတယ်မလားတခြားလူရိုက်ထားလဲမြင်မှုတယ်မလားမြင်မှုပါတယ်နော်မြင်မှုတာပေါ့အများကြီးကျွန်တော်ရဲ့ရှေ့ရဆရာတွေလည်းအများကြီးရိုက်ပူတယ်အဲ့ရှေ့ရဆရာတွေရဲ့ရှေ့မှာလည်းဆရာတွေအများကြီးရိုက်ပူတယ်အဲ့တော့ကျွန်တော်ကဘယ်လိုပြောမလဲဆိုရင်အင်းလေးရောက်တယ်ဗျာလူငယ်တယောက်အတော့စူးစမ်းနေတဲ့လူငယ်ကျတော့ကိုရှိရဆရာသမားရိုက်ထားတဲ့ဓာတ်ပုံတွေရိုက်ရှင်တာပေါ့နော်ဒီဥစ္စာမရိုက်ရှင်လဲကျွန်တော်တို့ရဲ့ဒီဓာတ်ပုံခီးစင်ထဲမှာသူကပတ်ကစ်ထဲမှာထည့်ဆွဲထားပြီးသားဗျာသိရမလားအင်းလေးသွားလို့ရှင်ဗျာတေချာပေါက်ဒီငါးဖက်နဲ့အုပ်ဆောင်ဖက်နဲ့ဟာပါပြီးသားဘာလို့လဲဆိုတော့လူတိုင်းရိုက်ရှင်ကြတယ်ပြီးတော့အဲဆွမ်းနာတို့ရှိမြင်နေသိရမလားရှိမြင်နေလောက်တဲ့ဟာရှိမယ်ဗျာဒါကကျွန်တော်အင်းလေးဓာတ်ပုံခီးစင်တိုင်းမှာသူကပတ်ကစ်အနေနဲ့ထည့်ဆွဲတယ်ဆိုတော့ဗျာကျွန်တော်တို့ပကံသွားလို့ရှင်ပကံရိုးရလေးတခုတော့ရိုက်ချင်တာပဲလေဟုတ်တယ်မလားအဲ့တော့အင်းလေးသွားလို့ရှင်အင်းလေးရိုးရတခုတော့မဖြစ်မနေပါတယ်အဲ့တော့ဒီပုံကလူတိုင်းမှာရှိတာပဲဘာလို့ဒီပုံပဲစုခဏရကျွန်တော်ဒီပုံတစ်ပုံနဲ့လေကျွန်တော်စုရ10စုမကောက်သိလားစနကတော့စုကြီးပါတဲ့ဟာတွေလည်းရှိတယ်စုကြီးမပါဘဲနဲ့အဲ့လို trophy တွေပဲရပြီးတော့မှရတဲ့ဟာတွေလည်းအများကြီးရှိတယ်ဒါနောက်အဲ့တော့နောက်ပြီးကျွန်တော်နဲ့တူတူရိုက်တဲ့လူတွေလည်းအများကြီးရှိတယ်ကျွန်တော်ဆရာကိုယ်တိုင်လည်းပါတယ်အဲ့တော့ဆိုလူကြီးတော်တော်များတယ်ဒါပေမဲ့သူတို့တွေမရကြဘူးပြိုင်တဲ့လူတွေလည်းရှိရနော်မပြိုင်ဘူးမထင်နဲ့ပြိုင်ကြတယ်ဒါပေမဲ့မရကြဘူးဒါပေမဲ့ကျွန်တော်လိုမျိုးပုံတူပြိုင်တဲ့လူတွေလည်းအများကြီးရှိတယ်နော်ရှိတဲ့လူတွေအများကြီးပြိုင်တဲ့လူတွေဒါဘာလို့မရကြတာလဲဆိုတော့ဘာကြောင့်ဒီပုံတွေပဲစုခဏခဏပေးတာလဲဆိုတဲ့ဟာအဲ့ concept ကအရင်ရေးကြည့်တယ်ကျွန်တော်တို့ဆိုတဲ့တခါကြလို့ရှိရင်နိုင်ငံခြားမှာကျွန်တော်နဲ့အပြိုင်ပေါ့နော်ဟိုတခြားအိန္ဒိယတို့ဘင်္ဂလားဒေ့ရှ်ကကောင်တွေရှိတယ်ဗျာဒီကောင်တွေဆိုလဲစုဒီခဏခဏရကြတယ်အဲ့ကောင်တွေပုံတွေဆိုရင်အဲ့တဲ့ပုံတွေနဲ့ပဲပတ်ယူနေတာကျွန်တော်တို့ဆိုတဲ့ခါကျအမြင်ကတ်တာဒီကောင်ဒီပုံနဲ့ပဲစုတွေယူနေတာဒီကောင်ဘာမှလည်းအသိမဖြစ်ဘူးဆိုထင်တာပဲဟာအဲ့လိုပဲကျွန်တော်တို့ဒီပုံတွေနဲ့စုယူလို့ပြည်တွင်းကကောင်တွေကထင်တာပဲဟာဒီကောင်ဒီပုံနဲ့ပဲစုပတ်ယူနေလို့ပေါ့နော်ဒါပေမဲ့ခုနောက်ပိုင်းတော့ကျွန်တော်ဒီပုံကိုပြိုင်တော့ပါဘူးပေါ့နော်ဒီပုံအမှတ်တရနေပဲထားတယ်တိတ်မပြိုင်ဖြစ်တော့ဟုတ်ရင်ကတော့ဒီပုံနဲ့ပဲစုတွေပတ်တင်ခဲ့တာပေါ့နော်နောက်တစ်ခုကပြောချင်တာလေဓာတ်ပုံပြိုင်ပွဲပြိုင်နေဆိုပါလေပုံတွေအများကြီးမလုံးကို့မှာပုံတစ်ပုံနှစ်ပုံလောက်ကောင်းသွားအဲ့ကောင်တွေနဲ့ပတ်ပြိုင်ပြီးတော့မစုတွေပတ်သိမ်းလို့ရကျွန်တော်အဲ့ထားနဲ့လုပ်ခဲ့တာကျွန်တော်အခုစုပေါင်း200ကျော်ရှိတယ်ဒါပေမဲ့ကျွန်တော်စုရထားတဲ့ဓာတ်ပုံမတူတဲ့ကွဲပြားတဲ့ပုံတွေယူလိုက်မှဆိုရင်စုပေါင်း50လောက်ပဲရှိမှာဓာတ်ပုံပေါင်း50ကျော်လောက်ပဲရှိမှာနော်ကျန်တဲ့ဟာတွေကမရတဲ့ပုံတွေအများကြီးပဲအဲ့တော့ဒီပုံဘာကြောင့်စုခဏခဏပေးတာလဲဆိုတော့ကျွန်တော်ရှင်းပြမယ်တစ်ချက်ချင်းစီဒါကကျွန်တော်တို့တောင်လူကမပြောပြကြဘူးမရှင်းပြကြဘူးเนาะဒါကျွန်တော်စုရထားတဲ့ဒါကြောင့်မို့လဲတချို့တွေမမြင်တတ်လို့လေမျိုးပုံတွေစုမရကြတာเนาะကျွန်တော်ပြောပြမယ်အရန်ရေးကြည့်ရတာပထမတစ်ချက်ကတော့ဘာလဲ flight တင်ပဲ sorry เนาะကျွန်တော်အဲ့လိုပြန်ပြီးမေးနေတာ sorry ဘာလို့ကျွန်တော်စာတင်လို့ရှိရင်ကျွန်တော်တင်နေတာတွေခဏခဏမေးပြီးတော့အမေးဖြေလုပ်ပြီးကျွန်တော်တင်တာမလို့အကျင့်မှားတယ်သူတို့မေးပြီးပြန်မဖြေကျွန်တော်ပြန်စိတ်တူတယ်ဘာလို့လဲဆိုတော့ကျွန်တော်အဲ့လိုအမေးဖြေနေတင်ရတာပေါ့တခုလဲကျွန်တော်ရုပ်တွေအကုန်ဖွင့်ထားတယ်ဘာလို့လဲဆိုတော့ကျွန်တော်မျက်နှာကြည့်ပြီးတင်ရမှာကျွန်တော်အဆင်ပြေတာမလို့အလွတ်ကြီးပြောနေရတယ်ပထမတစ်ချက်က like တင်ပြောပြမယ်ဒီလိုပုံမျိုးအများကြီးရှိတယ်
ဒီလို lighting မျိုးရှိတယ်လို့နည်းနည်းရှားတယ်သိလားဒီ lighting ကအမှကြည့်လိုက်ကျွန်တော်တို့ရေပြင်မှာရေငွေ့လေးတွေထားတာတွေ့လားရေပြင်မှာရေငွေ့လေးတွေထားတာအဲ့ရေငွေ့လေးတွေကိုဒီ golden light ဆိုတဲ့ကျွန်တော်တို့က golden hour လို့ခေါ်တယ်နေထွက်ပြီးတဲ့အချိန်မှာဖြစ်တဲ့ golden hour ဆိုတဲ့ဟာလာပြီးတော့ထိတာအဲ့ဒီအချိန်မှာဒီရေငွေ့လေးတွေကရွှေဝါရောင်လေးဖြည့်ပြီးတော့မှဓာတ်ပုံကိုကြွသွားတာရိုးရိုးကြည့်ရင်တော့ဟာရေငွေ့လေးတွေပဲလှလိုက်တာလို့ပဲထင်ပေမဲ့ပြိုင်ပွဲမှာအဲ့ဒါတာအရန်စားတယ်တာအရန်သွားတယ်ဘာလို့ဆိုတော့ကျွန်တော်ဓာတ်ပုံပညာမှာလေ element တွေ lighting တွေအဲ့ဒီအယောင်တွေပြီးတော့ရတော့ရခဲဆိုတဲ့ moment တွေကအရန်ရေးကြည့်တာအဲ့ဒီကောင်တွေပေါအောင်ကျွန်တော်တို့ကရိုက်နိုင်တယ်လေကျွန်တော်တို့ပုံတွေကသူများထက်ဆုရတယ်အဲ့သိကြတယ်ကျွန်တော်လိုမျိုးဒီလိုမျိုးပုံရေပြင်ပြအပြာရောင်ကြီးတွေမြင်မှုတယ်မလားရေပြင်ပြနဲ့ဒီလိုမျိုးတွေအုပ်ဆောင်ချနေအများကြီးရှိတယ်တွေ့ဘူးလိမ့်မယ်နော်တခြားတွေလည်းရိုက်ကြတယ်ဒီပုံနဲ့သွားပြီးရှင်ကြည့်လိုက်ကျွန်တော်မပြိုင်တော့မပြိုင်ပြိုင်လို့ရှင်ဒီပုံမဲစုပေးမှာဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒိုင်နေလုပ်ပြီးတယ်တခြားဒိုင်နေဆိုလဲရွေဘာလို့ဆိုတော့ပထမတစ်ချက်ဒီ lighting အရန်ကောင်းတာအင်းလေးမှာအဲ့ဒီစောင်းရာသီဒီဇင်မှာ lighting တအားကောင်းနောက်ပြီးတော့စောင်းရာသီကအင်းလေးမှာအေးဆုံးအေးဆုံးဆိုတဲ့ခါကျတော့သူကညဘက်အရန်အေးတဲ့အတွက်ကြောင့်မနက်ခင်းမိုးလင်းတဲ့ခါကျလို့ရှိရင်အဲ့ဒီရေပြင်ပေါ်မှာလေရေငွေ့တွေကပြန်နေရသိရမလားရေငွေ့တွေကပြန်လာရေငွေ့တွေပြန်နေတဲ့အချိန်မှာနေအောင်ထွက်လာပြီးတောင်ပေါ်နေထွက်လာတဲ့အချိန်မှာရွှေဝါရောင်အလင်းလေးအဲ့ရေငွေ့လေးကိုရွှေဝါရောင်လာထိလိုက်တအားလှအဲ့ဒါကိုကျွန်တော်နိုင်ငံကပဲအများဆုံးလုပ်နိုင်တယ်ဘာလို့လဲသိလားကျွန်တော်နိုင်ငံကလူတွေကဓာတ်ပုံတွေကိုလှအောင်ရိုက်တဲ့ထဲမှာအရန်ပါတယ်ခုကျွန်တော်အားလုံးမြင်ကြလိမ့်မယ်ထင်ဒီလိုမျိုးပုံစံတော့မဟုတ်ဘူးဗျာကျွန်တော်မြန်မာနိုင်ငံဒီပိတ်စာတွေလုပ်တဲ့ဟာတွေကိုထိုင်းနိုင်ငံတို့အင်ဒိုနီးရှားတို့ကနေပြီးတော့မှပုံတူလိုက်ရိုက်တဲ့ဟာတွေမြင်မှုတယ်မလားပြိုင်ပွဲတွေမှာတွေ့လိမ့်မယ်ကျွန်တော်နိုင်ငံမှာထီးအနီရောင်တွေအဝိုင်းတွေအရန်လှလေကျွန်တော်နိုင်ငံမှာဆရာဇာနေမျိုးဝင်းတို့ရိုက်ခဲ့တာတားလှအဲ့ဒါတွေကိုနိုင်ငံခြားအဲ့ထိုင်းတို့အင်ဒိုနီးရှားတို့ကကောင်တွေထီးတွေနဲ့လိုက်ပြီးရိုက်ကြတာလေလုံးဝခံစားလို့မရဘူးဘာလို့ဆိုတော့သူတို့မှာအဲ့ဒီလှပမှုကိုအနုပညာအဖြစ်ပုံဖော်နိုင်တဲ့ဥစ္စာမရှိဘူးဒါပေမဲ့သူတို့နီးဟန်နဲ့သူတို့ဟန်နဲ့ရှိတဲ့ဟာတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ပုံစံတိုင်းလိုက်ပြီးလို့ရင်မရဘူးအဲ့တော့ဒီလိုမျိုးအုပ်ဆောင်ချပြီးငါဖန်တာတော့ unit ဖြစ်သောမြန်မာနိုင်ငံမှာဒီလိုပုံမျိုးလိုက်တူရိုက်ဘယ်သူမှမရဘာလို့ဆိုတော့နောက်တစ်ခုကဒီမှာကွာပြီနော်ဆိုတာအင်းလေးကိုကျွန်တော်တစ်နှစ်ကို3-4ခေါက်လောက်ရောက်တယ်ဒီအုပ်ဆောင်ချတဲ့အချိန်ကိုဘယ်ချိန်မှဒီကအများကြီးရိုက်လို့ဒီဇင်ဘာပဲကျွန်တော်ဒီကရိုက်တယ်ဒီဇင်ဘာဇန်နဝါရီပါဘာလို့ဆိုတော့ဒီလိုမျိုး lighting ဒီလိုမျိုးအငွေ့ဒါမျိုးကိုလိုချင်လို့ကျွန်တော်လိုမျိုးထက်ရိုက်တော့ကျွန်တော်ပြောမယ်နော်ကျွန်တော်အခုဒီပုံရိုက်ပြီးွားရင်မလို့နောက်ထပ်လူတွေထက်ရိုက်လို့စုမရအောင်မထင်နဲ့နော်လူငယ်တယောက်ထက်ရိုက်ကွာအဲ့ဒီလူငယ်တယောက်တော့ပြိုင်စုထက်ရအောင်ပါဘာလို့ဆိုတော့ကျွန်တော်ပြိုင်ပွဲတွေဆိုတာဒိုင်လည်းမတူဘူးဗျာစီစဉ်ကြီးကျင်းပတဲ့ organizer လည်းမတူဘူးဗျာသိရမလားပြီးလို့ရှင်ပြီးနိုင်ငံလည်းမတူဘူးဗျာပြီးမှာပဲနော်အဲ့တော့ကျွန်တော်ရိုက်ဘူးလို့ဆိုပြီးတော့ကျွန်တော်ရှိမှဒီလိုဆရာတွေအများကြီးရိုက်ဘူးလေအဲ့တော့ရိုက်ဘူးတဲ့ခါကျတော့ငါမရိုက်တော့ပါကွာဒီပုံတွေရမှာမဟုတ်ဆိုပြီးတော့ထင်လို့ရှင်ကျွန်တော်ဒါမပြန်ခင်ကျွန်တော်ဘဝအခုဒီလိုမျိုးပြိုင်ပွဲလမ်းကြောင်းဒီလိုမျိုးအနေအထားမျိုးကျွန်တော်မရောက်တော့ကျွန်တော်ရိုက်ခဲ့တယ်ဒါရှေ့ရလူရပြောမှာ copy ရိုက်တာပါအမှန်တကယ်ဒါ copy တော့မဟုတ်ဒါ inspire ပဲတော့ကျွန်တော်ဒီရှေ့မှာဟာလားဆရာကြီးလည်းရိုက်ခဲ့ပြီသူတို့လည်းဒါသွားရိုက်ခဲ့ဒါလည်းကျွန်တော်ဆိုဒါပေမဲ့ဘလောက်ပဲရိုက်ရပါတော့ကျွန်တော်မတူတဲ့တိုင်ပင်တွေခိုက်တက်နေဆိုတော့အများကြီးဖြစ်နိုင်တယ်အဲ့တော့ဒါကြောင့်မို့ဝါသနာပါကစားမှာဆရာကြီးရိုက်ခဲ့ပြီးတဲ့ဟာလိုက်ရိုက်တာမျိုးကျွန်တော်ချက်လာလို့ပြောကျွန်တော်မချက်ဘူးကျွန်တော်အဲ့လိုပဲလုပ်ခဲ့တယ်ဒါပေမဲ့အခုနောက်ပိုင်းတော့ကျွန်တော်မလုပ်တော့ကိုယ့်ရဲ့ကိုယ်ပိုင်ပုံလေးတွေကျွန်တော်စုရနိုင်အောင်ကြိုးစားတယ်အားလုံးလည်းတွေ့ကြလိမ့်မယ်ထင်တယ်နော်ရေတဝက်ကုန်းတဝက်ပုံလို့ပြီးလို့ချင်းတခြားပုံတွေလည်းကျွန်တော်မြင်ကြလိမ့်မယ်ပေါ့နော်ဒါကတော့ကျွန်တော်အစပိုင်းမှာလုပ်ခဲ့တာပဲအဲ့တော့အဲ့အချိန်မှာချက်လာဆိုမချက်ဘူးကျွန်တော်လူငယ်ပဲရှိသေးတာဘာမှမဖြစ်ဘူးနော်အဲ့တော့ဒီလိုမျိုးပထမချက်က lighting ပေါ့နော်အရန်กว่าနောက်တစ်ခုကဒီမှာကြည့်လိုက်ကျွန်တော်တို့ကဟိုဓာတ်ပုံဆိုတာလေ contract ဖြစ်ရမယ် contract ဖြစ်ရမယ်ဆိုတော့အားလုံးနားလည်ကြလားတော့မသိဘူးတချို့တွေဆိုရင်အဲ့ contract ကိုပြောလို့ရှိရင်တိတ်မမိကြဘူးကျွန်တော်လည်းဆက်ဆတော့ကဒါအဖြစ်ပြောတာမဟုတ်ဘူးဆက်ဆတော့ကျွန်တော်လည်းအားလုံးလိုပဲမသိဘူး contract ဆိုတာဘာကိုပြောတာလဲဆိုတော့ကျွန်တော်ဓာတ်ပုံဆိုတာအပြားကြီးသိရမလားပြချက်ချက်ကြီးအခုကျွန်တော်ကြည့်နေ screen ဆိုတာဘာဖြစ်လဲအပြားကြီးပဲအဲ့အပြားကြီးဆိုတဲ့ဟာကြီးကိုကျွန်တော်တို့ 3D လွတ်ဖြစ်သွားအောင်အလင်းနဲ့အမှောင်နဲ့ကျွန်တော်တို့ကလုပ်ပေးရတယ်အလင်းနဲ့အမှောင်ထည့်ရအဲ့ဒါကိုအလင်းနဲ့အမှောင်ရှားနာမှုဖြစ်လေလေ contract ဖြစ်လေဓာတ်ပုံကပို့ပြီးကြွလေဒီပုံဆိုရင်ဒီဘက်အပိုင်းမှာဘာဖြစ်နေလဲအကုန်လုံးအမှောင်လေးမဲနေဒီဘက်ကလင်းနေအလင်းနဲ့အမှောင်အနှစ်ခုသွားတဲ့ဟာမှာ contract အဲ့ဒါလေးကကျွန်တော်ဓာတ်ပုံဒါလေးကရေပေါ်မှာဆိုတဲ့ဟာမျိုးဖြစ်အောင်ကြွနေရဖြစ်အောင်ခံစားလို့ရအောင်ကျွန်တော်တို့ကိုလုပ်ပေးတာနော်အဲ့တော့ဒီမှာနည်းနည်း editing မှာတော့ကျွန်တော်တို့ဒီအုပ်ဆောင်လေးတွေပါလေးနည်းနည်းလိုက်ဖော်တာပေါ့နော်နောက်တစ်ခုတော့ timing ပေါ့နော် timing ဆိုတာဒီငါးဖန်သမားတွေဒီလိုမျိုးချလိုက်တဲ့ဥစ္စာကိုရိုက်ဖို့အတွက်ပုံမှန်ကြဖို့အတွက် timing ဒါ1 2 3ကတော့အရင်မခက်ပါဘူး continue shot နဲ့ရလို့ရဒါပေမဲ့ timing ဆိုတော့နောက်တစ်ခုရှိသေးအဲ့ဒါပါလေဆိုတော့ weather timing ဟုတ်တယ်မလားအင်းလေးမှာဒီလိုချိန်ဒီလိုသွားရိုက်မှာဒီလိုမျိုးရနိုင်တယ်ဆိုတာကိုသိတဲ့ timing နော်ဒါကြောင့်မို့ဓာတ်ပုံဆရာတွေကျွန်တော်တို့ခီးသွားတဲ့ခါကျရင်ဒီဇင်ဘာဆိုရင်အင်းလေးမှာလူတွေရှည်ရှုံနေဘာလို့လဲဆိုတော့အဲ့ချိန်အလှဆုံးအဲ့ဥစ္စာ timing ကိတ်ဖြစ်အောင်ကျွန်တော်သွားကြတာပကံဆိုရင်လည်းဒီဇင်ဘာလှတယ်
တိုင်ပင်ကိတ်ဖြစ်အောင်သွားတာဘာလို့ပကံအနေဖန်ကိုကျွန်တော်မိုးရင်းသွားကြလဲဟမ်ဘိုးရင်းဘာလို့သွားကြလဲဆိုတိုင်ပင်ပဲနော်ဘိုးရင်းမှာဖန်ကဘာဖြစ်လဲစိမ့်ဆိုပြီးတောင်တန်းတွေကလှလာတယ်ပြီးရင်ရေကန်တွေကြည်လာပြီအဲ့ရေကန်တွေအကုန်လုံးပါပဲရေတွေပြည့်လာပြီအဲ့တော့ကျွန်တော်ရေကူးမလားဘာလို့မလားနော်အဲ့ဒီနေရာသွားပြီအဲ့ဒါတိုင်ပင်နော်အဲ့တော့တချို့တွေဆိုရင်ခီးတွေသွားကြတယ်ဟာဒီဓာတ်ပုံဆရာတွေကငါတို့ဂျင်းထည့်လိုက်ပြီးဟလာ travel photographer တွေကဂျင်းထည့်လိုက်ပြီးဆိုပြီးတော့မပြောကြတယ်သူတို့တိုင်ပင်မကြိုက်တာလေအဲ့ဒါသိရမလားဓာတ်ပုံဆရာတွေကအလှဆုံးဆိုတဲ့အချိန်ကိုတွဲရိုက်ထားလေဒီဥစ္စာကျွန်တော် golden light ဒါစောင်းထဲမှာအလှဆုံးဆိုတဲ့အချိန်ဒီငွေတွေဖြစ်တယ်ဆိုတဲ့အချိန်เนาะ lighting အလှဆုံးဆိုတဲ့အချိန်ကျွန်တော်တွဲရိုက်ထားလေမိုးရင်းသွားလို့ရှိရင်ရမလားဒီလိုမျိုးပုံဘလို့ရမှာမရဘူးအဲ့ဒါတိုင်ပင်မကြိုက်တာလေအဲ့ကိုကအဲ့ဒါကိုနည်းနည်းလေ့လာရမယ်လေနော်အဲ့ဒါတိုင်ပင်ဆိုတာအဲ့မှာလည်းအရင်ရေးကြီးတယ်အဲ့တော့နည်းနည်းလေးလွယ်လေးပြောလိုက်ရမယ်ဆိုရင်ဓာတ်ပုံဆရာကောင်းတယောက်ကျွန်တော်တို့ဆရာကြော်ဝင်းတို့သိရမလားသူတို့ကိုကြည့်တယ်အမြင်တယ်သူတို့တွေဘယ်ရာဒီကြရင်ဘယ်ချိန်ဘယ်နေရာသွားလဲအရင်လေ့လာဘာသူတို့သိနေလေသိရမလားတစ်နှစ်ပတ်လုံးခီးပတ်သွားတာအဲ့တော့ကိုသွားတဲ့ခါကျရင်အရင်မခတ်တော့ဆရာဒီချိန်အင်းလေးမှာမိုက်လာဆရာဒီချိန်ဆရာဟိုဖန်မှာမိုက်လာပေါ့နော်ဖုန်းလေးလမ်းဆက်ပြီးမိဟာအာဆရာကောင်းစတာဒီနေရာဆိုကောင်းတယ်ဒီချိန်အဲ့ဆိုကျွန်တော်သွားလိုက်လို့ရှိရင်နည်းနည်း easy ဖြစ်သွားတာဒါအခုဆိုကျွန်တော်တင်တဲ့သားတွေလည်းကျွန်တော်လာမေးကြတယ်ဆရာကျွန်တော်ပကံသွားမလို့အင်းလေးသွားမလို့ဘယ်ချိန်ဘယ်နေရာကောင်းလဲဟာအဲ့ဒါဆိုကျွန်တော်ညှို့မေးလို့ရတယ်အဲ့အတိုင်းပဲနော်အဲ့တော့ပကံကိုသွားတဲ့လူတွေရှိတယ်ခီးသွားတဲ့လူအင်းလေးသွားတဲ့လူရှိတယ်မနေ့ကင်းကျတော့ဘယ်နှစ်နာရီမှထားလဲ6နာရီ9နာရီမှထားတယ် breakfast လေးစားလိုက်တော့ဘယ်လောက်ဖြစ်သွား8နာရီဟဟလားအဲ့ဒါလှလေးပါလေးပြင်လိုက်တော့ဘယ်လောက်ဖြစ်သွား9နာရီထိုးပေါ့9နာရီထိုးမှဆိုင်ကလေးနဲ့ဖို့ထွက်သွားတော့ဒီလိုအယောင်တွေရမလားမရဘူးဘာမှမကြည့်ဖြူဖြူပဲရှိမှာအဲ့တော့ကိုအဲ့နားမှာသွားရိုက်တယ်ဖုန်းနဲ့ပဲရိုက်ကင်မရာပဲရိုက်ဒီလိုပုံမထွက်တော့ဘူးကျွန်တော်အဲ့လိုလိုချင်နေထွက်ချိန်တွေတိကျသွားမယ်အဲ့ကြောင့်ပကံမှာဆန်းဆက်ကုန်းဘာလို့နာမည်ကြီးလဲသိလားပကံရောက်လို့ရှင်ဆန်းဆက်ကုန်းသွားကြတယ်မလားပကံရောက်ခုတဲ့လူတွေပကံမှာဆန်းဆက်ကုန်းကဘာလို့နာမည်ကြီးလဲဆိုတော့မနက်ခင်းမထနိုင်ကြလို့သိလားညနေခင်းမှသူတို့တော့ကြည့်နိုင်ကြတယ်မနက်ခင်းကျတော့သူတို့တော့မကြည့်နိုင်ကြဘူးသိရမလားညနေခင်းကျတော့အကုန်လုံးက3-4နာရီလောက်အလှလေးပြင်ပြီးကောက်ထွက်သွားဆန်းဆက်နေဝင်ချိန်လေးဆိုသူကုန်းလေးမှာတော့ကြည့်ရင်လှတယ်အဲ့ချိန်တော့ဓာတ်ပုံလေးပြန်ရိုက်လို့ဒါပေမဲ့မနက်ခင်းကျတော့မထနိုင်ကြဘူးတော်ကျွန်တော်ဓာတ်ပုံဆရာတွေပဲစူးစမ်းပြီးထားတာနော်အဲ့တော့အဲ့ဒါတိုင်ပင်လို့ခေါ်တယ်နော်အဲ့တော့ကျွန်တော်တို့ခီးထွက်တဲ့ခါကျရင်ဓာတ်ပုံတွေခီးစဉ်တွေလုပ်တဲ့ခါကျရင် join ဖြစ်အောင် join ဘာလို့ဆိုကျွန်တော်တို့တွေကဘယ်ချိန်မှာဘလို့လှလဲဘယ်ချိန်မှာဘာလုပ်လဲဆိုတာကိုကျွန်တော်တို့ကတွက်ထားပြီးသားအဲ့တော့ကိုယ့်အတွက်ကပုံရနိုင်ကြီးပုံကောင်ရနိုင်ကြီးကအရန်ကောင်းတယ်ကျွန်တော်ဆိုအဲ့လိုပဲလုပ်တာနော်ဒါကြောင့်မို့ကျွန်တော်ဟိုအင်းလေးကဥပြုံးကိုပြောတယ်ဥပြုံးကျွန်တော်တင်တန်းသားတွေနဲ့ကျွန်တော်လာခြင်းတယ်ကျွန်တော်ဒီဇင်ဘာပေါ့နော်ဒီလိုပုံတွေပြန်ရိုက်ရှင်တယ်ပေါ့နော်ဒါမဲ့ပုံတစ်တွေလည်းပါမှာပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒီဇင်ဘာမှာရက်ကလေးပေးပါပေါ့နော်သူကဒီဇင်ဘာဆိုရင်သူကလည်းဟိုနိုင်ငံခြားတိုးတွေရှိရဗျာပြီးတော့ပြည်တွင်းမှာလုပ်တဲ့တိုးတွေလည်းရှိရပေါ့နော်အဲ့တော့သူတို့တွေကရက်တွေကအဲ့ဒီဇင်ဘာမှာအရန်စိတ်တယ်မနာရအောင်အဲ့တော့ကျွန်တော်တို့ကခွင့်ရက်ကိုကြုံမီယူလို့ရှိရင်ကျွန်တော်တို့တွေမရနိုင်အဲ့တော့ကျွန်တော်တို့မှအခုဒါဘယ်နှလပိုင်းရှိသေးရော9လပိုင်းပဲရှိသေးရနော်ကျွန်တော်ရက်ကြိုယူထားရတယ်9လပိုင်းမှာကျွန်တော်ဒီလကုန်မှာကျွန်တော်မယူထားလို့ရှင်ကျွန်တော်တို့ရက်ရောက်အောင်မလွယ်တော့ကျွန်တော်အခုဒီဇင်ဘာ30-31ကျွန်တော်တို့အင်းလေးသွားကြမှာကျွန်တော်တင်နန်းသားရတော့အခုကျွန်တော်စီရင်ပေးထားတဲ့လူတွေရှိတယ်ရန်ကုန်ပြည်နယ်တက်တဲ့လူတွေလိုက်လို့ရတယ်ပြီးတော့ကျွန်တော်ရဲ့အသက်25နှစ်လောက်လူငယ်တပ်ပုံတင်နန်းသားတွေလိုက်လို့ရတယ်ကျန်တဲ့တင်နန်းသားတွေကတော့နည်းနည်းကျွန်တော်နောက် trip တွေရောရှင်းနေကြည့်ပေးမယ်ပေါ့နော်ဒါပေမဲ့လိုက်ရှင်နေဆိုရင်ရန်ကုန်ပြည်နယ်လာ join လိုက်ပေါ့နော်အဲ့လိုပြောလို့အဲ့တော့တိုင်မယ်နောက်တစ်ခုက composition မှာ rule of off ဆိုတဲ့ composition ကြားဘူးလား rule of off rule of တတ်မဟုတ်ဘူးနော် rule of off ဆိုတာကြားဘူးလားကြားဥပါတယ်ကြားဘူးပါတယ်တဲ့95ယောက်ရှိပါပြီကြားဥနော်ပါနောက်ဘယ်သူတွေကြားဘူးတွေရောမကြားဘူးဆိုလည်းမကြားဘူးပြောလို့ရတယ်ဘာမှဖြစ်ဘူးကြားဘူးပါဆရာနော်မကြောက်အောင်မကြောက်ဘူး နော်sorry ကြားဘူးပါတယ်ဆရာနော်ကျွန်တော်တင်နေတာဆိုရင်တော့ကြားဘူးကြမှာပေါ့နော်မကြားဘူးတဲ့လူတွေလည်းကျွန်တော်ဒါလေ့လာလို့ရပါတယ်ဘာမှမခက်ဘူး rule of off ဆိုတာတကယ်တော့နည်းနည်းတော့ပြောလို့ရှိရင်ရည်တော့ရည်ကျင်စရာလို့ခေါ်တာဓာတ်ပုံတွေရိုက်တဲ့ခါကြလို့ရှိရင်စုံကနန်းနေတဲ့စားလို့ရှိရင်မကနန်းဖြစ်အောင်ရိုက်တယ်အဲ့ဒါယုံလားဟမ်ဓာတ်ပုံရိုက်တဲ့ခါကြလို့ရှိရင်ကိုယ်ဓာတ်ပုံထဲမှာပါတဲ့ element တွေ subject တွေကိုပေါ့နော်စုံကနန်းထက်စားလို့ရှိရင်မကနန်းထားပြီးရိုက်မယ်ဆိုရင်ဓာတ်ပုံကြည့်တဲ့လူတွေကိုပို့ပြီးတော့မှဆွဲဆောင်နိုင်တယ်တဲ့အဲ့ဒါယုံလားယုံပါ ယုံပါ အဲ့ဒါဆိုရင်ပတ်စံ9000တန်လေးကိုတော့9000တန်လေးကိုပေါ့နော် trial ပုံစံမျိုးလေးခောက်ပြီးတော့ခေါင်းအောက်မှာထားပြီးတော့အိတ်မယ်ဆိုရင်ဝင်ငွေကောင်းတယ်ဆိုတာရောယုံလား
မယုံပါဘူးဗျာ ဟုတ်ကဲ့တစ်တော့မှာခဏတွေ့နေလို့အတယောက်သူခဏshare လုပ်တယ်ခဏတွေ့ပါများတော့ကိုတော်စမ်းကြည့်ကျင်လာအဲ့လိုမျိုးတွေ့လိုက်ခါကျတော့ဘာမှမခက်ဘူးလေနော်9000တန်လေးခောက်ပြီးတော့ခေါင်းထဲထည့်ရတာဘာမှမခက်ဘူးစဉ်းစားကြည့်နေအဲ့လိုမျိုးနော် အဲ့ဒါတော့မယုံဘူး အဲ့တော့တစ်ဘာလို့မကရန်တွေကိုဘာလို့ထည့်ရိုက်ထားလဲဆိုတော့ဒါတခြား composition တွေအများကြီးရှိတယ်ဒါပေမဲ့ဒါလေးကနည်းနည်းထူးဆန်းလို့တော့ psychology နဲ့ဆိုင်လို့ကျွန်တော်နည်းနည်းပြောပြပေးရပါတော့ကျွန်တော်သင်တန်းသားတွေဆိုလဲကျွန်တော်အဲ့လို psychology နဲ့ပတ်သက်တဲ့ဟာတွေပြောပြဘာလို့ဆိုတော့လူတွေအနေနဲ့ကလေလူတွေရဲ့ psychology ကိုသိသိနေဘာလို့လဲဆိုတော့ကျွန်တော်တို့အကုန်လုံးလောကကြီးမှာထိတွေ့ဆက်ဆံနေရတဲ့လူတွေအကုန်လုံးမှာလူတွေကြီးပဲနော်အဲ့တော့စီးပွားရေးပဲလုပ်လို့လူမှုရေးပဲလုပ်လို့ပညာရေးပဲလုပ်လို့တိုးတက်အောင်မြင်ဖို့ပဲလုပ်လို့အကုန်လုံးကလူတွေနဲ့ထိတွေ့ဆက်ဆံရတာအဲ့တော့လူတွေရဲ့ psychology သိလို့ရှိရင်ကိုယ့်အတွက်ကအားသာချက်တွေရှိတာပေါ့နော်အဲ့တော့ဒါသူတို့အသုံးချဖို့မဟုတ်ဘူးเนาะအနိုင်ကျင့်ဖို့မဟုတ်ဘူးကိုလှုပ်ရှင်တဲ့ဟာတွေကိုပြပြလဲလဲဖြစ်သွားဖို့အတွက်တော့ရှီရိုးလေးစဉ်းစားကြည့်လိုက်ဗျာကျွန်တော်တို့မှာနံပါတ်တွေရှိ13509နဲ့ဆိုတဲ့မာကနန်းနေနဲ့24680ဆိုတဲ့စုံကနန်းနေဘယ်ကနန်းပို့ကြိုက်တော့13509ဆရာဟုတ်လို့လား ခွန် နော်အဲ့တော့လူတွေရဲ့စိတ်မှာလေစုံကနန်းနဲ့မာကနန်းဆိုဘာကိုပို့ကြိုက်လဲဆိုရင်မာကနန်းတွေကိုပို့ကြိုက်ကြတယ်အဲ့လိုပဲဒါကြောင့်ကျွန်တော်မြင်ကွင်းထဲမှာကျွန်တော်တက်ပုံတွေရိုက်ကူးတဲ့ခါမှာဆိုရင်လေကိုထိုက်တဲ့ subject တွေ element တွေနော်ဟိုဟာတွေဆိုရင်မာကနန်းဖြစ်နေအောင်လို့ဒီမှာဆိုမာကနန်းမတည်ရမလားနော်အဲ့တော့နည်းနည်းကပ်ပြောချင်တော့ဟာလူ2ယောက်လူ3ယောက်လှေ3စီးဆိုတော့စုံကနန်းဖြစ်မနေဘူးလားအဲ့လိုတော့မဟုတ်ဘူးနော်ဒီမှာမြင်ကွင်းရဲ့ပုံသဏ္ဍာန်အားဖြင့် shape ကိုအားဖြင့်ပြောချင်တာပေါ့နော်ဒီမှာ shape အားဖြင့်ကဘယ်နှခုရှိလဲ3ခုရှိတယ်ပေါ့နော်အတပေါ်မျိုး2ယောက်ထဲရိုက်လို့မရဘူးလားဆိုရတာ2ယောက်ထဲနဲ့ဆွဲဆောင်မှုရှိအောင်ရိုက်လို့ရတဲ့ဟာလည်းရှိပါတယ်ပေါ့နော်အဲ့တော့ဘယ်တော့မှအမြဲတမ်းလူကြီး3ယောက်ပဲဖြစ်နေရမယ်ဆိုတော့မဟုတ်ဘူးလေ pre-wedding မှာ3ယောက်ဘယ်လိုရိုက်မလို့ဟမ် pre-wedding ညရဘယ်လိုလုပ်မ3ယောက်ကြီးသူတို့သား1ယောက်နဲ့သူတို့သမီး2ယောက်လားသူတို့သမီး2ယောက်နဲ့သူတို့သား1ယောက်လားအဲ့လိုရိုက်လို့ရလားအဲ့ဒါတော့ပွဲပဲနော်pre-wedding တွေမှာဆိုရင်ဟာတွေ့ဘူးတယ်မလားတစ်ပင်လေးတွေထည့်ရိုက်တာတို့နော်ပြီးလို့ချင်းပန်းစည်းလေးတွေထည့်ရိုက်တာတို့နော်ပြီးရင်တခြား element လေးတွေထည့်ရိုက်တာလို့ခေါ်တယ်ဗောနော်အဲ့တော့သူ element ဆိုတာဗျာဓာတ်ပုံထဲမှာပါနေတဲ့အစိတ်ပိုင်းတွေကိုပြောတာအဲ့အစာအကောင်လုံးကလူလဲဖြစ်ရင်ဖြစ်နိုင်တယ်လို့တခြားအစိတ်ပိုင်းတွေလည်းဖြစ်နိုင်တယ်ဗောနော်အဲ့တော့ဒီ composition မှာဆိုရင်ကျွန်တော်တို့ကအဲ့ဒီမာကနန်းဆိုတဲ့ဒီ element ကိုသုံးတာနောက်ပြီးတော့ကျွန်တော်တို့ဓာတ်ပုံပညာမှာလေဟို psychology တစ်ခုရှိတာပါလေဆိုတော့ကျွန်တော်အဝိုင်းနေဗောနော်ကျွန်တော်တို့မျက်လုံးလူတွေရဲ့မျက်လုံးဗောနော်စိတ်ခံစားမှုတွေကကျွန်တော်၄တောင်းတို့အရွှန်တို့ထက်စားလို့ရှင် triangle တို့အဲ့လိုမျိုးထားတဲ့စားလို့ရှင်ဒီလိုမျိုးအဝိုင်းတွေကိုပို့ပြီးတော့မှလူတွေကညင်သာနဲ့ဆွဲဆောင်နိုင်ကြတယ်လူတွေရဲ့အကြည့်ကိုလေဒါကြောင့်မလို့ကျွန်တော်နိုင်ငံကထွက်တဲ့နော်ထီးပုံတို့နော်ထီးတွေကိုပတ်တန်လုပ်ပြီးရိုက်ထားတဲ့ပုံတို့အိုးပုံတွေတို့ဒါတွေကလူတွေရဲ့စိတ်ကိုဆွဲဆောင်နိုင်တယ်ဒါကြောင့်မအဲ့လိုမျိုးတမင်တက်ကိုအဝိုင်းနေထည့်ရကြကျွန်တော်တို့လည်းဒီမှာတော့လားတမင်တက်ဟိုအဝိုင်းနေထည့်ရတာတော့အောက်ဆောင်ဆိုလဲအဝိုင်းခမောက်ဆိုလဲအဝိုင်းဒါကတော့ကျွန်တော်စင်တာမဟုတ်ဘူးနော်ကျွန်တော်တို့အဲ့အင်းလေးကဥပြုံးတို့ဘာလို့စင်တာနော်သူတို့စင်တဲ့ဟာဒါပေမဲ့စတော့ကိုလည်းမသိဘူးအဲ့လိုပဲလေ့လာရင်းနဲ့သွားနောက်ပြီးကျွန်တော်ပြောရမယ်ကျွန်တော်ပြိုင်ပွဲသမားနော်ပြိုင်ပွဲသမားဆိုတော့ကျွန်တော်ပြိုင်ပွဲလမ်းကြောင်းပေါ်တင်ပေးခဲ့ရဆရာတိုက်ဝနာဆိုတာရှိတယ်ဆရာတိုက်ဝနာဆိုတာတကယ်အရန်တော်တယ်စင်ကူမှနေရပါတော့သူဆိုရင်အဲ့လို making တွေပါတိတ်မရိုက်ဘူးသူကအဲ့လိုနေရှာလို့တကယ် moment ရတော့ရခဲ moment နဲ့အဓိကရိုက်တာဒါပေမဲ့ကျွန်တော်သူ့တင်တန်းသားဖြစ်တော့အောင်ချမ်းသာမင်းသွားအဲ့ဒီ trick ကိုသူတို့တွေဘယ်လိုရိုက်လဲဘယ်လိုလုပ်လဲလေ့လာတယ် making မို့လို့ခင်ဗျာ making တွေမင်းတို့ကောင်တွေဘာလုပ်မှလဲသိရမှာမင်းတို့ကောင်တွေကိုတကယ်ကန်တဲ့ရိုက်တဲ့ဟာတွေကမှအစ်စ်မှန်ဆိုမပြောဆရာ making ကြိုက်ချင်မှကြိုက်မယ်ဒါပေမဲ့ तू မပြောတွက်လိုက်လားမင်းတို့ဒါမျိုးတွေကတိတင်တယ်ပေါ့နော်သူများတွေဘယ်လိုစီစဉ်လဲအဲ့မှာဥပြုံးနဲ့ကျွန်တော်ချိတ်မိပါတယ်ဥပြုံးကအရန်စီစဉ်တာကောင်းတယ်သူတို့ဒါတွေဘယ်လိုရိုက်လဲဆိုတာဘယ်လိုမျိုးစီစဉ်လဲဆိုတာကျွန်တော်တို့ပြောပြတယ် concept နောက်ပြီးတော့ကျွန်တော်အမြဲတမ်းလိုက်ကြည့်ရကျွန်တော်အဲ့လိုသူတို့တွေဘာကြောင့်ဒီလိုစားဒီလိုဆင်တာလဲပေါ့နော်အဲ့လိုမျိုးကျွန်တော်လေ့လာတဲ့ခါကျတော့ဒီလိုမျိုးပုံစံကျွန်တော်ကဘာမှာ unit ဖြစ်ဆုံးမကျွန်တော်နိုင်ငံမှာနော်ဒီထက်လှတဲ့ပုံတွေလည်းအများကြီးရှိပါတယ်ပေါ့နော်ဒါကျွန်တော်ရှိတဲ့ဟာလေးကိုပြောရတာပေါ့နော်အဲ့ဒါ composition နောက်တစ်ခုက perspective နော်ဒါကျွန်တော်အသေးစိတ်ထပ်မပြောတော့ဘူးနောက်တစ်ခုက perspective ငါးဖမ်းနေတာဒီလိုမျိုး high view ကနေမြင်နေတာတိတ်မရှိဘူးလေဟုတ်တယ်မလားနော်မြင်ရတယ်ဆိုတော့တိတ်မရှိကြဘူးကျွန်တော်တို့ခီးတွေပါသွားလို့ရှင်ပုံမှန်တွေ့နေကြပါဖြစ်လေ level i level တန်းနေပဲမြင်နေကြရတာပေါ့နော်အဲ့လိုဒီလို high view ကနေမြင်နေတာတိတ်မြင်ဒါကျွန်တော် drone နဲ့ရိုက်တာမဟုတ်ဘူးနော်ကင်မရာနဲ့ရိုက်တာကျွန်တော်အဲ့ in ထဲမှာလေဟိုရာကြီးစောက်ထားတာဗာလဲဟိုဝါးတွေနဲ့လေစင်ကြီးစောက်ထားတာအဲ့စင်ကြီးပေါ်ကနေကျွန်တော်တို့ကတက်ပြီးတော့ရိုက်တာတက်ပြီးတော့မှရိုက်ပြီးတော့မှကျွန်တော်တို့ကအဲ့ပေါ်နေမြင်တာကျွန်တော်အဲ့အချိန်မှာကျွန်တော်လူငယ်ဆိုတော့ဗျာသူများကတွေကဒီလိုကျမ်းမြင်ပေါ်ကနေအဲ့လိုရိုက်နေတဲ့အချိန်မှာကျွန်တော်တို့ပြုတ်ကြမှာကြောက်လို့ဆိုပြီးတော့မှဝလုံးတန်းလေးခါးလေလောက်လေးတားထားရှိကျွန်တော်လူငယ်ဆိုတော့ဘာမှမဖြစ်ကျွန်တော်တကယ်ကြီးအဲ့ဒါမှမတ်တက်ရက်ခိုင်းပြီးတော့ကျွန်တော်အဲ့ဝလုံးတန်းပေါ်ကိုကျွန်တော်တက်ရိုက်တာသူ့ပခုံးလေးကိုကင်ပြီးတော့သူ့ဝလုံးတန်းပေါ်ထည့်ရိုက်တာကျွန်တော်နည်းနည်းလေးပို့ပြီးတော့ high view ဖြစ်သွားတယ်နည်းနည်းလေးပို့ပြီးတော့မှ drone shoot ဆန်သွားတယ်ဗောနော်အဲ့တော့
perspective ကလည်းနည်းနည်းလေးဆန်းသွားတယ်ပေါ့ဗျာမသိရင် drone နဲ့ရိုက်ထားသလိုပဲအဲ့လိုမျိုး drone နဲ့အပေါ်တက်ရိုက်လို့လဲဘာဖြစ်သွားလဲဒီအဝိုင်းတွေရဲ့ shape ဒီလှေရဲ့ shape ကပို့ပေါ်လာတာကျွန်တော် eye level ရိုက်လို့ရှိရင်ဒီလိုမျိုးမြင်ရပါမလားသူ့ရဲ့အဝိုင်းတွေရဲ့ပုံစံလေးမြင်အောင်နော်ရင်ငွေ့တွေဆိုလည်းတိတ်မမြင်ရနိုင်အဲ့ဒါကျွန်တော်တို့က perspective နောက်တစ်ခါဘာတွေထပ်ပါလဲဆိုတော့ကာရှာဟုတ်လားဒီလိုမျိုးဝတ်ထားတဲ့ခေါင်းမောက်ဆောင်းထားတဲ့ခမောက်လေးတွေဝတ်ထားတဲ့အဝတ်စားလေးတွေကအောက်က depth blue လို့ခေါ်တယ်ဗောနော်ဟိုအပြာရောင်မှနည်းနည်းလေး depth ဖြစ်တဲ့အပြာရောင်ဗောနော်နည်းနည်းလေးမှောင်တဲ့အပြာရောင်အဲ့ဒါလည်းစန့်ကျင်ဘက်ရောင်ဘာရောင်လဲအင်းသားတွေရဲ့လိမ္မော်ရောင်အဲ့တော့ color contrast ဖြစ်တယ်နော် color ခုနောက်ကကာချာနဲ့ဆက်ဆက်ပြီးတော့မှ color အဲ့တော့ color contrast တွေဖြစ်တဲ့ခါကျတော့အရန်နဲ့လှတယ်နော်ဓာတ်ပုံမြင်ရမှာ color အဖြူမဲမဟုတ်လို့ရှိရင် color ဆွဲဆောင်နိုင်ဆုံးပဲအဲ့တော့ကိုထိထားတဲ့ color တွေကကြောင်ကြောင်နေဆိုရင်အဆင်မပြေဘူးเนาะအားကြောင့်မလို့ဝတ်စားဝတ်တဲ့ခါကြလို့ရှင်လဲကိုနဲ့လိုက်ဖက်တဲ့ color တွေဝတ်ရတယ်ကျွန်တော်ဓာတ်ပုံရိုက်တဲ့ခါကျရင်တော့ကျွန်တော်လဲဟိုအယောင်တွေလောက်အောင်ဆင်တယ်ဒါပေမဲ့ကိုဝတ်တဲ့ခါကျရင်အယောင်တွေလောက်အောင်မဆင်တတ်ဘူးအဲ့တော့ကျွန်တော်ဘာလုပ်လဲအဖြူနဲ့မဲပဲဝတ်တယ်အင်ကြီးနည်းနည်းဆန်းတာလေးဝတ်မယ်ဆိုပြီးဆိုင်သွားတယ်ပြီးရင်ဝယ်လာလိုက်တာဘာလဲဆိုအမဲတွေကြီးပဲအမဲတွေကြီးပဲရှိတယ်ခီးသွားလို့ရှင်လည်းတစ်ခါကျအယောင်လေးပေါ်ကျွန်တော်ဆိုရင်အနီယောင်လေးတော့နည်းနည်းဝယ်ထားကြည့်ရဘာလို့အနီယောင်လက်ရှည်လေးတွေဒါပဲရှိတယ်တင်းတဲ့ဟာအမဲတွေရှိတယ်ဓာတ်ပုံတော့ဟိုတာဖြစ်တယ်အဲ့ဒါကာလာနောက်တစ်ခုကကျွန်တော်ပြောခဲ့တဲ့ opportunity ပေါ့နော်ဒီဥစ္စာကဗျာကျွန်တော်တို့ဒါပြောမယ်ဆိုဟုတ်တာလူကြီးတွေကျွန်တော်တို့ရှေ့မှာကျွန်တော်တို့ရဲ့လေးစားတဲ့ဆရာရိုက်ခဲ့တာအများကြီးသူတို့ကိုယ်တိုင်လည်းစုတွေအများကြီးရဘူးပဲအဲ့တော့ဒီဓာတ်ပုံတွေကိုလူကြီးတွေပြန်ရတဲ့ open ပေါ့နော်တကဘာလုံးကပြန်ရတဲ့ပွဲတွေမှာတွက်ပြန်လို့ရင်စုရဖို့နည်းနည်းခက်တယ်ဘာလို့ဆိုတော့ဒီဥစ္စာလူကြီးတွေမှာလည်းရှိသလိုဒီလိုပွဲတွေမှာစုရဘူးတဲ့ history လည်းရှိတဲ့ခါကျတော့စုကသိပ်မလွယ်ဘူးဒါပေမဲ့ကျွန်တော်ကအသက်25နှစ်အောက်လူငယ်ပွဲမှာတွက်ပြန်တဲ့ခါကျတော့လူငယ်ဆိုတဲ့ဂုံရှိရလေဟုတ်တယ်မလားလူငယ်ဆိုတဲ့အဲ့တော့အသက်25နှစ်အထက်မှာပြိုင်ပွဲတွေမှာခဏခဏဒီပုံမျိုးကိုတွေ့ဘူးတယ်ဆိုပေမဲ့အသက်25နှစ်အောက်ပြိုင်ပွဲတွေမှာဒီလိုပုံမျိုးတွေတွေ့ချင်မှတွေ့ဘူးမှာဒိုင်နေလည်းရှိချင်မှရှိမှာသိချင်မှသိမှာပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်တော့ပြန်နေတဲ့ခါမှာဆိုရင်အမြင့်ဆုံးဖြစ်တဲ့ပထမစုကိုရတယ်ပေါ့နော်အဲ့တော့ကင်မရာတွေ lens တွေရအဲ့တော့အမှန်တကယ် COVID-19 ဖြစ်သွားလို့ COVID-19 မဖြစ်လို့ရှင်ကျွန်တော်တရုတ်ပြည်ထိသွားမှာနော်အဲ့တော့အဲ့လိုမျိုးဖြစ်ခဲ့တာဒါမှမဟုတ်သူ line ပေါ်နေပဲပေါ့နောက်တစ်ခုကတော့အာသာအကြောင်းပြချက်တွေအများကြီးရှိတာပေါ့နော်ကျွန်တော်တို့ပြောခဲ့တဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဟိုနော်ကလေးထည့်မယ်ဆရာနော်ပစ္စည်းတစ်ခုတည်းဟုတ်အဲ့တော့တခြားအကြောင်းချက်တွေတော့ကျွန်တော်ဒီ visual way တို့เนาะအဲ့လို visual language တို့စသဖြင့်အများကြီးရှိသေးပါတော့နောက်ပိုင်းတော့ကျွန်တော်ဟိုပြောပြမယ်သင်တန်းမှာတော့ကျွန်တော်သင်ပေးရပါတော့เนาะ Photoshop နဲ့ပြင်ခွင့်ရှိလားဆိုတော့ Photoshop နဲ့ပြင်လို့ရတယ်ဒါပေမဲ့စွမ်းကလိုမျိုးဟိုတာလေဖြည့်ညက်ကတွေလုံးနေမှာအခုစပါးလို့ပြဒီမှာဆိုရင်ဗျာဒီမှာရေစက်လေးရတလားဖြူဖြူလေးကမျက်စိနောက်လို့ဆိုပြီးအကောင်တော့ဖြောက်လို့မရအောင်နည်းနည်းလေးမှိန်ရင်မှိန်လို့ရတယ်တော့ဖြောက်လို့မရအောင်နော်အဲ့လိုမျိုးပဲဒီနေရာမှာဟာကြာပန်းလေးထည့်လိုက်မှာဆိုကြာပန်းလေးကိုတခြားပုံတွေဆွဲထည့်လို့မရအောင်ဒီရှိပြီးသားဟာကိုပဲပြင်ရတာပိုကောင်းကျွန်တော်ဆိုရင်ဒီပုံဆိုဘာလုပ်လိုက်လဲဆိုရင်ကျွန်တော်ဆိုရင်နည်းနည်းလေးအန်နာချပြီးပြင်လိုက်တယ်နည်းနည်းလေးမှောင်လိုက်တယ်ပြီးတော့ဒီအုပ်ဆောင်အဝိုင်းလေးပို့ပေါ့ကျွန်တော်ဒီအဝိုင်းလေးနည်းနည်းလင်းလိုက်တယ်ပြီးတော့ဒီဘက်လေးနည်းနည်းလေးလင်းတင်လိုက်တယ်ဒီလောက်ပဲလေထွေထူးသိပ်လို့ရမလို့နော်ပြီးတော့သူတို့နည်းနည်းလေးအယောင် saturation လေးနည်းနည်းတင်ပေးလိုက်တယ်အဲ့ဒီပုံမျိုးနဲ့ပြင်ရတာနော်ဒါကင်မရာနဲ့ရိုက်တာကျွန်တော်ရဲ့ဆရာကင်မရာကျွန်တော်ရဲ့ဆရာရဲ့ lens ကိုပဲငှားပြီးရိုက်တာနော်အဲ့ဒါစုရသွားတယ်ဒါကတပုံအဲ့ဒါနဲ့တစ်ဆက်တည်းရှိတာဘာလဲဆိုတော့နောက်တစ်ခုဒါကအဲ့ဒီနေရာမှာပဲအဲ့ဒီအချိန်တုန်းကပဲရိုက်ခဲ့တာဒါကဘာနဲ့ရိုက်တာလဲ၄သိန်းဝန်းကျင်ပဲတန်တဲ့ဖုန်းနဲ့ရိုက်တာ MI-A3 အဲ့တော့ MI-A1 ကိုကျွန်တော်ပြန်ရောင်းပြီးတခါ MI-A3 ထပ်ဝယ်တပယ်ကို upgrade လုပ်ရတာဗောနော်အရင်မြင့်တော့3သိန်းတန်အောင်ရောင်းပြီးဘယ်လောက်ထပ်ဝယ်ရလဲ4သိန်းတန်ထပ်ဝယ်တာအဲ့လိုမျိုးပေါ့နော်အဲ့တော့ဒီတက်ပုံဆိုရင်ဖုန်းနဲ့ရိုက်ထားတော့ဘာလို့ဒီလိုပုံမျိုးထွက်တယ်လို့ထင်တာကြည့်လိုက်ကင်မရာပုံနဲ့တိတ်မကွာအောင်နော်အရေးသွေးအဖြစ်ကျွန်တော်အခု5သိန်းတန်ဖုန်းနဲ့ရိုက်10သိန်း15သိန်းတန်ဖုန်းနဲ့ရိုက်တာမှာဒီလိုပုံမျိုးဒီလို quality မျိုးမထွက်တဲ့လူတွေအများကြီးရှိရလေဒါအဲ့တုန်းကကင်မရာတွေတိတ်မကောင်းသေး2019ဆိုတာနော်ဖုန်းကင်မရာရဲ့လောက်ကောင်းသေးရမဟုတ်ဘူး 1inch ကင်မရာစင်ဆာတော့အခုကျွန်တော်တို့ကင်တဲ့ Vivo 8300 Blue လောက်ဘယ်မှမရှိသေးဘူးဟုတ်ကင်မရာစင်ဆာတိတိလေးနဲ့ဓာတ်ပုံရိုက်လို့ရတယ်ဆိုတဲ့ level လောက်ပဲရှိသေးတာ Xiaomi Mi-A3 ဆိုတာဘာကြောင့်လို့ထင်တော့ဘာကြောင့်မို့ဒီလိုမျိုးဆွမ်းနာကတော့ကင်မရာကြီးနဲ့ကောင်းစားရင်းရတာမလို့ဒီလိုပုံမျိုးထွက်တယ်ဆိုထားပါဗျာဒီပုံကြတော့၄သိန်းနဲ့ဖုန်းလေးနဲ့ရိုက်ထားတာမှဘာလို့ဒီလိုပုံမျိုးထွက်တာလဲပြောပြကြည့်ပါကိုယ်စိတ်ထဲမှာနည်းနည်းမိကုန်းလေးနည်းနည်းထုတ်လိုက်အောင် lighting နဲ့ composition ကောင်းလို့ထင်တာဆရာ lighting နဲ့ composition နဲ့ကျန်တဲ့လူတွေရောဟုတ်ကဲ့ဆရာမြစ်ပိုင်ရဟုတ်ပြီ
ပြောနာလားမသိဘူးအတန်သိမကြရဘူးဗျ ဆရာဟောကြောင့်ထင်တယ်ကိုရအဝါချင်းကိုယူပြီး3လောက်ထင်တယ်အဲ့ဒီနော် ဟုတ်တယ်ဖုန်းရဲ့ setting တွေကိုတိတိကျကျနားလည်လို့ထင်တယ်ဆရာ ဘုံရဲ့စက်တင်နေနားလဲလို့တဲ့ timing ကြောင့် editing ကောင်းလို့ထင်ပါတယ် ဗျာ editing ကောင်းလို့ထင်ပါတယ် အာခံစားရတယ်အဲ့ဒါကြောင့်ရင်ဘတ်လည်းတိပါ timing ကြောင့်လို့ထင် တိုင်ပင်ကြောင့်လို့ ကိုရအဝါချင်းကရရပဲလား ဘိုးရန်အာဝါကြောင့်လို့တဲ့တော့ကျွန်တော်ဓာတ်ပုံတွေပြိုင်ပွဲသမားရဲ့အရင်မပြင်ပါဘူးဆိုမှ editing ကောင်းလို့ထင်တယ်ဆိုတော့ခံစားရတာပေါ့ ဆရာခုနရှင်းမပြောတော့တယ်ပေါ့နော် ကြည့်ကြတာ ချက်ပုံမှာမူတည်ပြီးရိုက်လို့ထင်တာပဲကျွန်တော်တော့ ဗျာ ဟုတ်ကဲ့ဆရာရဲ့ ဆရာ ဟိုကဒီမှာတက်ပုံရိုက်ရတဲ့စာတွေပြီးတော့technical ဘိုင်းအားဖြစ်ရမှုတွေရှိလို့ဆရာ ဟုတ်ကဲ့တော့ချားသူတွေပြောကျင်သေးလား editing ကောင်းလို့တော့မပြောနဲ့ တားလေဆရာကင်မရာနဲ့ရိုက်ပြီးဖုန်းနဲ့ကင်မရာနဲ့အရင်ရိုက်ပြီးမှဖုန်းနဲ့နောက်ကရိုက်တာလား ဟုတ်တယ်ကင်မရာနဲ့ကိုသူအလှည့်ကျရိုက်ရတာလေကင်မရာနဲ့ရင်ရိုက်လဲဖုန်းနဲ့ရိုက်လဲအဲ့လိုမျိုးရိုက်ရပါပေါ့ ဆရာကပြောတော့တဲ့အချက်တွေနဲ့ ခုနပြောတဲ့အချက်တွေကတော့တရားပေါက်ပါတာပေါ့နော်အဲ့ဒါကြီးကတော့အရေးကြီးဆုံးပါလေနော် ဒါအဓိကတော့ဟိုဒါအဲ့ဒီကိုရအဝါပဲအဓိကပြန်ပြီးတော့အသုံးချတာလို့မြင်တယ်အဲ့ဒါပြန်ပြီးတော့အဲ့ဒီ vibe ကိုပဲပြန်ခံစားရတယ် ဟုတ်ကဲ့ကိုရန်အာဝါကြောင့်ပေါ့နော်တိုင်ပင်ကြောင့် ပြီးတော့ဆရာဟိုက smoke လေးလည်းထည့်တာတော့ခံလာတယ်နောက်မှအဲ့ဒီဒီလေးပေါ်မှာအဲ့ဒါလေးထည့်တာ စမှုလေးထည့် တော့ ဒါ smoke လေးပါ ရှေ့ကျွန်တော်ပြောတာမမိလိုက်ဘူးလား မမိလိုက်ဘူးဆရာအခုမှ အခုမှရောက်လာတာအားကြောင့်မလို့ပါရှေ့ကလူတွေပြောပြလိုက်ပါအောင်ဘာကြောင့်လို့ထင်တော့အဲ့ဒါလေးကအဲ့ဒါအသက်ဆိုတာပြောပြလိုက်ပါအောင် and so ဒီရင်ငွေပြန်တဲ့အချိန်မှာကိုရန်ဟာဝါလည်းဖြစ်လို့အချိန်မှာရှိုက်လိုက်တော့အဲ့အဝါရောင်ကရေကိုတွားဟတ်တော့အချိန်မှာဖြစ်သွားတာအငွေလေးထွက်သွားတာ โอเคကျေးဇူးပါ ကျွန်တော်ကဒီအဲ့ဒီရင်ငွေတွေပြန်တဲ့အချိန်ကိုအဓိကကျွန်တော်တွဲရိုက်ထားတာဗျအဲ့ကျွန်တော်ဒီဥစ္စာ record တင်ပေးဖြစ်မလားတော့မသိဘူးနော်ပြန်နားထောင်ကြည့်လိုက်ဘာကြောင့်ကျွန်တော်တို့အဲ့ဒီအချိန်မှာဟိုဒီဥစ္စာဟိုတာဖြစ်လဲဆိုတာကိုလေကျွန်တော်ပြောပြပေးရပါဘောနော်အဲ့တော့ comment လေးတွေချက်ကြည့်လိုက်အောင် comment လေးတွေချက်မှာသူတို့ရေးထားတဲ့ဟာလေး sorry ကျွန်တော်အဲ့စာတင်တယ်လို့ဖြစ်နေနော်ကင်မရာနောက်ကလက်မဲကြီးကြောင်းပါဆရာဆရာကြားတယ်ကျွန်တော်ရောက်ထဲကြတော့မဟုတ်ပါဘူးနော်စာတင်တယ်လို့ပြောကျွန်တော်ဒီရက်ပိုင်းကျွန်တော်တင်တန်းသားတွေကျွန်တော်တင်တာအဲ့တော့ကျွန်တော်မေးလိုက်ဖြေလိုက်အဲ့လိုမျိုးဘာလို့ဆိုတော့အဲ့လိုအမေးဖြေမှာကျွန်တော်အုံနောက်ထဲရောက်မှာဆိုတော့လေအဲ့တော့ဗျာကျွန်တော်တို့ဝါသနာပါကစားတော့ဟိုထင်ခဲ့ကြတာပေါ့နော်ဟိုပေလေးတစ်ချက်လောက်စာပြန်ပြီးပါအောင်ဝါသနာပါကစားတော့ထင်ခဲ့ကြတာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဟိုကင်မရာကောင်းစားကြီးဒီကင်မှာဆရာတို့လိုအဲ့လိုပုံကောင်းတွေထွက်မယ်ပေါ့နော်ပုံကောင်းတွေထွက်နိုင်မယ်ပြီးလို့ရှင်ဟိုဘယ်လိုပြောမလဲဆိုရင်ဟိုတကယ်ဘောနော်ပစ္စည်းကောင်းတွေကင်နိုင်မှာအဲ့လိုပစ္စည်းဟိုနေနေဖြစ်ခါမှာဆိုပြီးတော့မှထင်ခဲ့တာပေါ့နော်အမှန်တကယ်ကကျွန်တော်တို့တွေမှာအဲ့လိုအတွေ့အကြုံလေးရှိရယ်နော်ပြီးလို့ရှိရင်ဒီအလင်းရဲ့သဘောတရားကိုတခြားနားလည်သွားမယ်ဆိုရင်ကျွန်တော်တို့ကဓာတ်ပုံကောင်းကိုဖုန်းလေးနဲ့ဒီ3သိန်းနဲ့ဖုန်းလေးနဲ့3သိန်း8000နဲ့ဖုန်းလေးနဲ့အဲ့လိုမျိုးတော့ထင်လို့ရဒါပေမဲ့ပစ္စည်းကျွန်တော်တင်နာကြောင့်မဲပါပစ္စည်းကောင်းတာချင်းတူရင်ဆိုရင်တော့စကေးရှိတဲ့လူကပို့တာတာပေါ့နော်ပြောချင်တာစကေးကောင်းတာချင်းတူလို့ရှိရင်ပစ္စည်းကောင်းတဲ့လူကပို့တာတာပေါ့နော်ဒါပေမဲ့ပစ္စည်းမကောင်းတဲ့အချိန်မှာဆိုရင်လည်းကျွန်တော်ပြမယ်အဓိကနံပါတ်1အချက်ကကျွန်တော်ကပြောခဲ့တဲ့အချက်တွေအားလုံးပါတယ်ဒါပေမဲ့အရေးကြီးဆုံးကဘာလဲဆိုတော့ lighting ကြောင့်ပဲဒီက lighting အားလုံးပြောနေတဲ့ lighting ဆိုတော့အဲ့ဒါကြောင့်ပဲ lighting ဆိုတော့ဘယ်လိုမျိုးနားလည်ထားလဲ lighting ဆိုတာတော့အလင်းမောင်တဘောတရားကိုတေချာနားလဲတာလို့ခံယူရတယ်အဲ့ဒါဆရာရဲ့ theory လို့တော့ထင်တာပဲဆရာစာအုပ်ထဲမှာလည်းအဲ့တိုင်းပဲဆိုတော့
ပြတော့ lighting line တွေကခံစားမှုတွေအများကြီးပေးနိုင်တယ်ပေါ့လို့ကြည့်တဲ့အချိန်မှာရှင်အဲ့ line တွေအလေးမော်ကိုမူတည်ပြီးတော့စိတ်ခံစားမှုတွေပြောင်းလဲနိုင်ဖို့အပြင်ပြီးတယ် lighting ကဆွမ်းနာပြောသလိုလူတွေရဲ့စိတ်ခံစားမှုလည်းပြောင်းလဲပေးနိုင်တယ်လို့ဓာတ်ပုံကိုလည်းပို့ပြီးတော့မှကြွစေနိုင်တယ်ပထမတစ်ချက် lighting ရဲ့အဓိကဟောတာလေ quality ပဲသိလား light quality ကောင်းတဲ့ခါကြလို့ရှိရင်ဓာတ်ပုံရဲ့ quality ကပိုကောင်းသွားတာနော် light quality ဆိုတာကျွန်တော်တို့ကတွေ့ဦးတယ်မလားအလင်းအားနေတယ်မှောင်တဲ့နေရာတွေသိရမလားတခြားအဆင်မပြေတဲ့နေရာတွေမှာကိုဖုန်းနဲ့တွဲရိုက်တယ်ကင်မရာနဲ့တွဲရိုက်တယ်ဆိုရင်တော့ဓာတ်ပုံကြီးကကောင်းတယ်လို့ခံစားရလားဖွဲ့တယ်လေလို့မဲမဲညင်းညင်းတယ်လို့ focus ပြတ်ရှင်တယ်လို့ပုံရိပ်ဝါးရှင်တယ်လို့ဘာဖြစ်နေလဲဆိုတော့အဲ့ဒါ light quality မကောင်းလို့နော် light quality ကောင်းတဲ့အချိန်တွေဆိုတာဒီလိုမျိုး golden hour အချိန်တို့ဒီလိုမျိုး lighting ဟိုနည်းဖြစ်တဲ့ကောင်းတဲ့အချိန်တွေမှာဆိုရင်အဲ့ဒါ light က strong ဖြစ်တယ် strong ဖြစ်တဲ့ခါကျတော့ကျွန်တော်ဓာတ်ပုံတွေရိုက်တဲ့ခါမှာကိုယ်ကင်မရာတိတ်မကောင်းဆိုရင်တော့ပို့ပြီးတော့မှ sharp ဖြစ်တယ်လို့ခံစားရတယ် quality ပိုကောင်းတယ်လို့ခံစားရတယ်ဒါအလင်းကြောင့်အဲ့တော့ကျွန်တော်တို့ကကိုယ်မှာဟိုပစ္စည်းပြောမလဲဆိုရင် quality တိတ်မကောင်းတဲ့ဖုန်းတွေရှိတယ်ကင်မရာတွေရှိနေတယ်ဆိုရင်ကျွန်တော်တို့ကဘယ်လိုအချိန်ကိုရွေးရလဲဆိုတော့ quality ကောင်းနိုင်မဲ့ lighting ကောင်းမဲ့အချိန်ကျွန်တော်ကရွေးရကျွန်တော်သုံးခဲ့တဲ့ technique ကအဲ့တခုပဲကျွန်တော်ကပစ္စည်းကောင်းနေတဲ့စကြတာပစ္စည်းမကောင်းတဲ့ဟာတွေအခုချိန်မှာပစ္စည်းကောင်းတော့ကင်နေနေပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးဟိုနေ့ဖြစ်ခင်တော့ကျွန်တော်ဒီလိုမျိုးစခဲ့တာအဲ့လို lighting ကောင်းတဲ့အချိန်ရွေးရိုက်တာပေါ့နော်အဲ့တော့ lighting ကောင်းတယ်ဆိုတာဘယ်လိုအချိန်နေလဲဆိုတော့အထူးသဖြင့်နေထွက်ကာစားပေါ့နော်အဲ့လို golden hour အချိန်နေပြီးနေမဝင်ခင်ဟာလား golden hour အချိန်နေပြီးလို့ရှိရင်ကျွန်တော်နေ့လည်ဘက် lighting ပြင်းတဲ့အချိန်နေဆိုလဲ quality light quality ကောင်းတယ်နော်ဒါပေမဲ့ကျွန်တော်ကကျတော့အယောင်တွေကိုပိုသဘောကျလေတဘာဝဖြစ်တဲ့အယောင်တွေအဲ့တော့ကျွန်တော်အဲ့လိုဒီလို golden hour ဖြစ်တဲ့အချိန်တွေကိုကျွန်တော်အဓိကရိုက်တယ်ပြီးတော့အခုလိုမျိုးစောင်းနေမှာလို့ရေငွေ့အေးထားတဲ့အချိန်မျိုးကိုအဓိကရိုက်တယ်ပေါ့နော် lighting ဘာကြောင့်ကွာလဲဆိုတော့ကျွန်တော်ပြပေးမယ် lighting ကဘယ်လောက်ထိအရေးပါလဲဆိုရင် lighting ကဆိုတော့ဓာတ်ပုံကောင်းဖြစ်စေုံတာမကပါနော်ကျွန်တော်တို့300ရှိတန်တဲ့ကင်မရာနဲ့ lens တွေလည်းပေးနိုင်တယ်လို့300ရှိတန်တဲ့စုနဲ့ UAE နိုင်ငံကိုလည်းပို့ပေးနိုင်တယ်အဲ့ lighting လေးကြောင့်ပဲပြပေးမယ်ဒီနေ့ပုံကိုချင်းကြည့်လိုက်ဘာတွေ့ရလဲမသိဒီနေ့ပုံချင်းကြည့်လိုက်လို့ရှင်အဲ့နှစ်ခုတော့ကျွန်တော်ဖုန်းနဲ့ပဲရိုက်ထားတာပဲ တော့ကွာချရစေ နှစ်ပုံလုံးကကျွန်တော်ပဲရိုက်တာကျွန်တော်ကကင်မရာနောက်ကိုရလက်မေးကျွန်တော်ပဲရိုက်တာကျွန်တော်ပဲရိုက်တာနှစ်ပုံလုံးကနောက်ပြီးတော့ဒီဘက်ကဒီအဖြူမဲပုံလေးက6သိန်း9သိန်းတန်6သိန်း9သိန်းတန်စကန်အဟောင်းလေးနဲ့ရိုက်တာဒီဘက်က Vivo 8300 Pro နောက်ဆုံးထွက်တဲ့အခုဆိုရင်သိန်း60 90 80လောက်တန်တဲ့ဖုန်းနဲ့ရိုက်တာအဲ့တော့ကျွန်တော်ဒီဥစ္စာလေးရိုက်တာ Huawei P40 ဆိုတဲ့ဖုန်းလေးနဲ့ရိုက်တာဒီပုံလေးဒီနေရာလေးကအရန်ရာဇဝင်ရှိတယ်ဒီနေ့ဟိုကျွန်တော်နည်းနည်းထပ်ပြီးဖြတ်ပြောပြပေးမယ်နော်ဖြတ်ပြောပြမယ်ဆိုဘာလဲဆိုတော့ကျွန်တော်အခုဟိုတာလေဒီနေ့ဒီတစ်ခေါက်ပြောတာဒီနိုင်ငံစုရဲ့တပုတ်များနောက်ွယ်ရဲ့အကြောင်းကိုကျွန်တော်ပြောတဲ့အခါအင်းလေးကို focus လုပ်ပြီးပြောလိုက်တာနော်ဘာလို့ကျွန်တော်အမြဲတမ်းပြောကျွန်တော်မှရည်ရွယ်ချက်အမြဲတမ်းရှိပါလဲဆိုတော့ကျွန်တော်ဝါသနာစစုတွေစရစေခဲ့တဲ့ဓာတ်ပုံတွေကအိန္ဒိယဓာတ်ပုံတွေဖြစ်တဲ့ကြောင့်ဒီကျွန်တော်ဒီနေ့ share link မှာတော့ကျွန်တော်ကဒီအင်းလေးမှာရခဲ့ဦးတဲ့စုရဓာတ်ပုံတွေအကြောင်းပဲကျွန်တော်အဓိက main ပြောပြပြီးတော့မှာပေါ့နော်ကျွန်တော်မှစုရထားတဲ့ပုံတွေအများကြီးရှိတယ်ကျွန်တော်နောက်ပိုင်းလည်းကျွန်တော် sharing တွေလုပ်ပေးနိုင်အောင်လုပ်ကြိုးစားမယ်ပေါ့နော်တေချာတာကတော့ကျွန်တော်ရဲ့ MBA member ပေါ့နော် community ဝင်ထားတဲ့လူတွေဒီ Telegram ထဲမှာဝင်ထားတဲ့လူတွေကျွန်တော်အများနဲ့ share လုပ်တယ်ကျွန်တော်သင်တန်းတက်ဘူးတဲ့လူတွေပေါ့နော်သူတို့ကျွန်တော်2လစာအကျွေးတင်နေရရှိတယ်ကျွန်တော်အလုပ်တွေများနေတော့2လစာအကျွေးတင်နေရှိတယ်အခုဒီသင်တန်းပြီးသွားလို့ဒီ Zoom meeting ပြီးလို့ရှိရင်ကျွန်တော်သင်တန်းသားတွေအတွက် Zoom meeting တည်တန်းတက်ထပ်လာအောင်မယ်နော်ကျွန်တော်အဲ့ဒါ group မှာ upgrade လုပ်ပေးမယ်နော်ဟို update လုပ်ပေးမယ်ကျွန်တော်သင်တန်းလာတက်လူတွေကိုကျွန်တော်တက်နော်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်ပြပေးမယ်အဲ့တော့ကျွန်တော်ပြပေးမယ်အင်းလေးမှာကျွန်တော်ရိုက်ခဲ့တယ်ပေါ့အဲ့တော့အဲ့ဒီနေရာမှာကျွန်တော်တို့တွဲရိုက်တာအဲ့ဒီရှုံထဲမှာပဲအဲ့ဒါရွာမရှုံလို့ခေါ်တယ်ပေါ့နော်ဒီပုံလေးကိုကကျွန်တော်ကဖုန်းနဲ့ရိုက်တာဒီပုံလေးကိုကကျွန်တော်ရဲ့သင်တန်းသားကကင်မရာနဲ့ရိုက်တာကျွန်တော်ကင်မရာနဲ့ပဲရိုက်တာသူကဘာရသွားလဲဆိုတော့ Sony ကလုပ်တဲ့ National Award winner ကျွန်တော်တို့ဒီကဘာတကဘာလုံးတိုင်းတာနဲ့လို့တက်ပုံပြိုင်ပွဲနော်ဒီကောင်လေးအသက်က22နှစ်ပဲရှိတယ်ကျွန်တော်အသက်က26နှစ်လား28နှစ်လားမသိဘူးရှိသေးတယ်26နှစ်ပဲရှိသေးတယ်အဲ့တော့မှနော်26လား25လားမသိဘူးထားပါတော့တော့ပြောမယ်ဆိုကျွန်တော်ဓာတ်ပုံဝါသနာစပြီးတစ်နှစ်လောက်တည်းကျွန်တော်ဆရာလုပ်နေအမှန်တမ်းပြောလို့ရှိရင်နော်အဲ့တော့လူငယ်တွေကျွန်တော်ပြန်သင်ပေးတာပေါ့နော်အဲ့လူငယ်ပွဲတွေပြန်သင်ခြင်းလို့ဆိုပြီးတော့အဲ့တော့
ဒီပုံလေးကိုကျွန်တော်တို့တူတူရိုက်ကြတယ်ကျွန်တော်တင်တန်းသား9ယောက်လားမသိဘူးကျွန်တော်10ယောက်မပြည့်9ယောက်နဲ့ကျွန်တော်2ယောက်10ယောက်ပဲသွားအဲ့တော့နည်းနည်းဈေးသက်တာလေးရပေါ့ဈေးသက်တာသူတို့ကိုတယောက်3သိန်းဆိုတော့8သိန်းရတယ်ကျွန်တော်က2သိန်းစိုက်ပြီးလိုက်တယ်10သိန်းပေါ့အဲ့ဒါနဲ့ကျွန်တော်တို့ဒီ making လေးနည်းနည်းဆင်ပြီးတော့မှဒါမျိုးလေးရိုက်တဲ့ခါမှာအဲ့တော့လိုက်တင်ရအရန်လှတယ်ဗျာလိုက်တင်ရအရန်လှတယ်နေ့လယ်ဘက်မှာလိုက်တင်ရအရန်ကောင်းတဲ့ခါကျတော့ရေကတားဖြာနေရအဲ့မှာဒါကတော့ကျွန်တော်ကလို့ရေပေါ်ကမြူခိုးတော့မဟုတ်တော့ဒါတော့ကျွန်တော်တို့ဒါမီဂိုစမုတ်တွေဖြန်းထားတာเนาะအပြင်မှာဒီလောက်မီဂိုတော့မကြည့်ဘူးအဲဒီလောက်မီဂိုတော့တိတ်မလို့စောင်းထဲမှာတော့ဒါကျွန်တော်နေ့လယ်ဘက်12နာရီတနာရီလောက်ရိုက်တာနေ့လယ်ဘက်ဘာလို့ဆိုတော့ဒီရှုံတဲ့ကိုเนาะရေတွေဖြာပြီးတော့မှဝင်နေတဲ့အချိန်ပေါ့เนาะရေတွေဖြာပြီးတော့ဝင်နေတဲ့အချိန်မှာပုံမှန်တိုင်းဆိုကအဲ့ရေတွေကမတိတာအောင်သိလားရေတွေကမတိတာအောင်အဲ့ lighting ရပါတော့ကျွန်တော်ဒီမြူကိုဒီမီကိုတွေနည်းနည်းထည့်ပေးလိုက်မှာပဲဒီဟာပို့ပြီးတော့မှတိတာလားဗောနော်အဲ့တော့အဲ့လိုမျိုးဖြစ်အောင်ကျွန်တော်တမန်သက်စီစဉ်ပြီးရိုက်ရတာဗောနော်အဲ့တော့အဲ့အချိန်မှာ तू ကရိုက်ပြန်နေတဲ့အခါမှာဆိုရင် तू ကဒီဆိုနီယာလောက်တဲ့ဓာတ်ပုံပြိုင်ပွဲမှာဓာတ်ပုံစုရသွားပြီးတော့မှကျွန်တော်တော့အဲ့ပြိုင်ပွဲမှာစုမရဘူးသေးဘူးနော်စုရသွားတဲ့အခါမှာဆိုနီယာနောက်ဆုံးထွက်တဲ့ full frame camera ရဲ့2490 f2.8 GM G Master lens ရဲ့ကြာ300လောက်ရှိမယ် work clip ပဲเนาะသူအဲ့ဒီ trick တွေသုံးရတဲ့ဈေးကဒီ trick မှာရိုက်တဲ့အခါတသိန်းเนาะကျွန်တော်တို့ဒီတော်လာပါညာဆိုရင်သူ3 4 5သိန်းလောက်တော့ကုန်မှာပေါ့လေလူငယ်ဆိုတော့เนาะကျွန်တော်တို့ကတက်တာဆုံးဖြစ်အောင်လုပ်ထားပြီအခုကျွန်တော်ရဲ့ဒီဒုတိယတစ်ခေါက်သွားမယ်တင်တန်းဒီနှစ်ဒီဇင်ဘာမှာသွားမယ်ဟာလဲကျွန်တော်တက်တာဆုံးလုပ်ထားပြီပေါ့เนาะဒါပေမဲ့ကုန်စိမ်းနှုန်းတွေဖြစ်သွားတဲ့ခါကျတော့တသိန်းနဲ့တော့မရတော့ဘူးပေါ့เนาะနောက်ပြီးတော့ဒီမှာကျတော့လုံးဝတကယ် share ထပ်ပြီးတော့မှတခြားဟိုတာရိုက်ကြမှာပေါ့เนาะအဲ့လိုမျိုးရိုက်လဲဒါကသူရတဲ့စုဒါကကျွန်တော်ရတဲ့စုဒါရှေ့ရပုံလေးနဲ့ကျွန်တော်ပြပေးမယ်ဒီပုံအဲ့ဒီနေရာမှာပဲအဲ့ဒီအချိန်ပဲရိုက်တာကျွန်တော်ကတော့ Huawei P40 ဆိုတဲ့ဖုန်းလေးနဲ့တည်းကျွန်တော်က UAE နိုင်ငံเนาะအားလုံးသိတဲ့ဒူဘိုင်းမှာကျွန်တော်မှ UAE နဲ့ဒူဘိုင်းရိုးပြောလိုက်မိသေးတယ်ဒူဘိုင်းနိုင်ငံမဟုတ်ဒူဘိုင်းနိုင်ငံမဟုတ် UAE နိုင်ငံဒူဘိုင်းကအဲ့ဒီ UAE ရဲ့မြို့တွေတဲ့တစ်မြို့ပေါ့เนาะအဲ့ဒီမှာလုပ်တဲ့ဓာတ်ပုံပြိုင်ပွဲမှာကျွန်တော်က mobile category မှာ 1SK ဝင်တာပေါ့เนาะပထမစုရတယ်စုကြီးဘယ်လောက်ရလဲဆိုတော့အမေရိကန်ဒေါ်လာ3000ဆိုရင်ဒါထားပါတော့4000နဲ့ပဲဆိုတော့320လောက်ရတယ်ဖုန်းနဲ့ရိုက်တဲ့ပုံเนาะပြီးတော့ကျွန်တော်တို့စုရတဲ့နှစ်မှာ Samsung ကုမ္ပဏီကသဘောကောင်းပြီးတော့မှစုရတဲ့လူ3ယောက်ကို Samsung S25 Ultra ပေးမယ်ဆိုပြီးတော့ကျွန်တော်တို့လာပေးသွားတဲ့ခါမှာအဲ့ဒီ3ယောက်ထဲမှာကျွန်တော်ကကန်ကောင်းကြီးထပ်ပါသွားတယ်ကျွန်တော်ကစုကြီးပြင်ဒီ Samsung S25 Ultra တစ်လုံးနဲ့ထပ်ရလိုက်တယ်ပြီးတော့ဒီဘက်က trophy ပြီးတော့ဒီဓာတ်ပုံဆရာကဘာကျော်ဓာတ်ပုံဆရာပူလစ်ဇာစုဆိုတာကျွန်တော်တို့ကဘာမှာအမြင့်ဆုံးဓာတ်ပုံစုတွေထဲမှာပါတယ်ပေါ့နော်ရဖို့အရန်ခက်တယ်အဲ့လိုရဖို့အရန်ခက်တဲ့စုကိုအဲ့လူကအဲ့ဓာတ်ပုံဆရာ2စုတောင်ရတာ2ခါတောင်ရထားတာအရန်တော်တယ်သူနဲ့လည်းစုံခွင့်ခဲ့ရတယ်ပေါ့နော်ကျွန်တော်ဘဝအတွက်အရန်အကောင်းနဲ့အခိုက်တက်ပေါ့နော်ပြီးတော့အဲ့ဒီဓာတ်ပုံတွေကရွေးတာအဲ့ဒီဆရာအဲ့သူတို့တွေကဒိုင်အနေနဲ့ရွေးတာပေါ့နော်သူတို့ရဲ့ဟောပြောပွဲတွေလည်းကျွန်တော်နားထောင်ခဲ့ရပြီးတော့ကျွန်တော်တို့အရန်သွားကျင်တဲ့တည်ရမှာဒူဘိုင်းရဲ့အရန်လှတဲ့ဒီ Burj Khalifa လာပါเนาะအဲ့လိုနေရာမျိုးတွေကျွန်တော်တို့သွားခွင့်ရတယ်ပြီးလို့ချင်းကျွန်တော်တို့ထားတဲ့ hotel တွေဆိုရင် Novotel တို့ပါလို့လေတည်ရမလားကျွန်တော်ပြည်တွင်းမှာ Novotel ရှိပါတယ်ဗောနော်အဲ့မှာဆိုလည်း Novotel ဈေးပိုကြီးရပါဗောနော်တားဈေးကြီးကျွန်တော်တို့8ရက်လား9ရက်လားမသိဘူး free beta အဲ့ Novotel မှာတဲခွင့်8လောက်9ရက်လောက်ရှိတယ်ကျွန်တော်တို့မင်းတို့ဘယ်နှစ်ရက်နေမှာလဲပဲကျွန်တော်တို့မေးတယ်ကျွန်တော်နေခြင်းတဲ့ရက်ကိုကျွန်တော်ကတည်တယ်မဲ့ဓာတ်ပုံဆရာကျွန်တော်နိုင်ငံခြားခီးတစ်ခုသွားခွင့်ရိုက်စုသွားယူရအောင်ရိုက်ကျွန်တော်ကအဲ့မှာဘာလို့လဲဆိုရက်ပူနေတယ်လေဟုတ်တယ်မလားအဲ့တော့သူတို့ပွဲတော်ကြီးကလည်းသူကဓာတ်ပုံပြပွဲတော်ကြီးပါတယ်အဲ့ပွဲတော်ကြီးကလည်းသူက8ရက်9ရက်လောက်ကြာတယ်အဲ့တော့ငါတို့ပွဲတော်အစဆုံးနေခြင်းတယ်လို့ပြောတဲ့ခါကျတော့အဲ့ပွဲတော်အစဆုံးတော့အဲ့ Novotel မှာထားပြီးတာအဲ့နေ့တော့ကျွန်တော် price ကိုတွက်ကြည့်ရအဲ့အခန်းတစ်ခန်းတညညအောင်မြန်မာငွေနဲ့တွက်ကြည့်ရ320နီးပါးလောက်ရှိမှထင်တယ်ကျွန်တော်တို့ထားပြီးတဲ့ခန်းတယောက်တစ်ခန်းပဲထားပြီးတာအစားတော့အဲ့ hotel မှာနေ့လည်စာထိရတယ်ပြီးရင်ကျွန်တော်တို့အဲ့စုဇရပြီးတဲ့ခါကျတော့လေစုကျွေးနေပေါ့နော်ဘယ်လိုပြောမလဲဆိုရင်စုရတဲ့လူကိုကွန်ပျူတာနဲ့ညစာစားဘူးခေါ်သွားတာတကယ်နေရာကြီးပြကျွန်တော်တို့ဆင့်ခေါ်သွားပြီးတော့အဲ့မှာကျွေးရသူတို့ဒီရှေ့လေပိုင်းကဒီကာရှာတိုင်းပေါ့နော်ပကံတွေဒီအုပ်ထားတဲ့ဟာတွေဆိုရွှေအောင်တွေဝင်းပြီးတော့ပြီးရင်မှာဒံပေါက်တွေလို့ထားမျိုးလာအဲ့လိုကျွေးတာ share ကျွေးတာပေါ့နော်ပြောချင်တာအတွေ့အကြုံတွေအများကြီးရခဲ့ရတဲ့ဟာပေါ့နော်အဲ့ဒါ6သိန်းတန်လားမသိဘူးအရောဝယ်တာ Huawei P40 ဆိုတဲ့ဖုန်းလေးနဲ့ရိုက်တာအဓိကဘာလေးပဲကွာဝါးစီရလဲဆိုတော့ကျွန်တော်ပြောခဲ့တဲ့ဘာလေးလဲ
လိုက်တယ် လိုက်တင်ပဲဟုတ်ကျွန်တော်ဒီလူတွေရဲ့လူတွေကိုတည်ဆောင်မှုအတွက်ကာရှာတွေထည့်တာလို့ composition ချတာလို့ဒါရတော့ပါတော့ပါတာပေါ့နော်ဒါပေမဲ့ပြောချင်တာလေစုရတဲ့ဓာတ်ပုံတစ်ပုံရဲ့နောက်ွယ်မှာဖြစ်သွားတဲ့ lot လေးတွေเนาะတကယ်ကျွန်တော်တို့တွေမှာဖြစ်နေတဲ့ရွေးချယ်မှုလေးတွေအသုံးချမှုလေးတွေကဘယ်တော့မှကွာတာမဟုတ်ဘူးဆိုတော့ပြောပြပေးချင်တာနော်လိုက်တင်ရဲ့ရေးပါပုံအဲ့လောက်ဆိုကျွန်တော်မြင်ရဝင်လို့ဒါကျွန်တော်ဒီတစ်ခေါက်ပြီးခဲ့တဲ့ဟိုနေ့တော့ဗာလဲနိုဝင်ဘာမဟုတ်ဘူး sorry 9 လပိုင်းတော့လာမသိဘူးဟုတ်တယ်ကျွန်တော်တို့ဒီရန်ကုန်ပြည်တင်နန်းသားတွေနဲ့ကျွန်တော်တို့ဒီပကံခီးစဉ်သွားတယ်ပေါ့နော်ပကံခီးစဉ်သွားပြီးတော့မှဒီ4 လပိုင်းလား5 လပိုင်းအဲ့ပကံခီးစဉ်ပြီးတော့ကျွန်တော်အင်းလေးကိုကျွန်တော်တယောက်တည်းတက်သွားဆရာလင်းထက်တော့ပါတယ်ပေါ့နော်တက်သွားတဲ့အခါမှာတော့ရိုက်ခဲ့တာအဲ့တော့လိုက်တယ်မလားဒါကြီးပဲဘာလို့လဲဆိုတော့ကျွန်တော်ပြောခဲ့တဲ့တိုင်ပင်ရလားကျွန်တော်သွားတဲ့အချိန်မိုးရင်းဖြစ်နေပြီလေတိုင်ပင်မကိုက်ဘူးနော်တိုင်ပင်မကိုက်တော့ကျွန်တော်အဲ့အချိန်မှာမီဂိုစမုတ်တွေလည်းလုပ်ပေးမယ်လိုက်တင်အဲ့လောက်ဒီလောက်မလားညူအဲ့လိုမျိုးမဖြစ်နိုင်ကျွန်တော်ထပ်ပြီးတော့ရိုက်တယ်ရိုက်တဲ့လူနောက်ပိုင်းဒီမျိုးပုံနဲ့ဆွရတဲ့လူအများကြီးတွေ့ကြမှာပါเนาะမြင်မှုကြလိမ့်မယ်ပေါ့เนาะဒါကတော့ကျွန်တော်တို့2023ခုနှစ်ထဲရိုက်ခဲ့တဲ့ဟာတွေဒီပုံတွေကဒီဆွရတဲ့ပုံတွေကเนาะကျွန်တော်တင်နန်းသားဆိုရင်ဒီ Sony မှာရပြီးပါတယ်ဒါပေမဲ့ခုနောက်ပိုင်းထည့်ရတဲ့ပုံတွေဒါမျိုးနဲ့စင်နူယိုမပုံတွေရှိတယ်ပေါ့เนาะဒါလည်းအဲ့ဒီညောင်ရိုက်ကြတာเนาะကျွန်တော်တို့က2023ခုနှစ်ရိုက်ထားကြတာပေါ့เนาะအဲ့တော့ तू ကတော့အခုဒီမှာလာ join လားမ join လားတော့မသိဘူးဒါပေမဲ့အခုကျွန်တော်တို့ဒီဇင်ဘာဒီတစ်ခေါက်ဒီနှစ်ဒီဇင်ဘာလောက်တဲ့ခီးစဉ်ဒီကောင်လာ join အောင်မှာဟိုအထားသိသွားပြီဆိုတော့လာ join အောင်မှာအဲ့တော့အဲ့ဒါလေးပဲကွာသွားတာနော်အဲ့တော့ဒီမှာကြည့်လိုက်ဒါကျွန်တော်တို့ဓာတ်ပုံတူရိုက်ကြတာကျွန်တော်တင်နန်းသားတွေဒါလူငယ်တွေကြီးပဲဒါစီစဉ်ပေးတဲ့ဥပြုံပေါ့နော်ဒါဒီဘက်ကလှည့်တယ်မှာပေါ့နော် main ကလေးတယောက်ပါတယ်အဲ့မှာကျွန်တော်ဒီအခုဒီခေါက်မှာလည်း main ကလေးတွေပါကြတယ်ပေါ့နော် main ကလေးပါလို့မစိုးရင်ကြနဲ့ပေါ့နော်ကျွန်တော်သူ့အဲ့ကောင်မလေးရဲ့အမေဆိုလဲကျွန်တော်တို့ကယောက်ျားလေးကြီးပဲလေအဲ့တော့ main ကလေးမပါလို့ဆိုပြီးတော့မှသူကစိုးရင်မိလိုက်လာဟိုကတော့သူ့မိရပါပျော်တယ်ကျွန်တော်တို့ယောက်ျားလေးရဲ့ဓာတ်ပုံပဲရိုက်ကြဆိုတော့ကျွန်တော်တောက်စားတာပါညာမှချိတဲ့ခါကျတော့အစားတော့စိတ်ပူတာပေါ့နောက်ပိုင်းကျတော့စိတ်ပူစရာမဖြစ်ဘူးအခုလည်းပါကြမှာပေါ့နော်ဒီစင်မာခီးစင်မာဆိုလဲအဲ့တော့ကျွန်တော်အဲ့ဒီနေရာတနေရာလေးမှာပဲရိုက်ကြတာရေကတော့ပေါင်လေလောက်ရှိရပေါ့နော်အဲ့ဒီအချိန်မှာအဲ့မှာ lighting ကအရန်ကောင်းတယ်12 နာရီတနာရီလောက်ဆိုရင် ray တွေကမတွေ့တာရိုး lighting ဖြစ်နေတဲ့အချိန်ပေါ့နော်အဲ့မှာကျွန်တော်ကဆွမ်းကလို့ smoke တွေပါတယ်နဲ့လောက်လိုက်တဲ့အခါမှာကျတော့ဒီလိုမျိုးပုံတွေဖြစ်လာကျွန်တော်ကဒီမှာ phone လေးနေရအဲ့ဒီအချိန်မှာပြောပြမယ်မရဒီပုံကကျတော့ white နဲ့ရိုက်ထားတာနော် white နဲ့ရိုက်ထားတာပေါ့နော် white ဆိုတာကျွန်တော်24 white နဲ့ရိုက်ထားတာ white နဲ့အမှန်တည်းဒီ Nikon ကျွန်တော်ရဲ့ Nikon D800 24ခုနဲ့အဲ့ဒီအချိန်မှာသူတို့တင်နန်းသားတွေမှာပစ္စည်းမစုံကြဘူးလေချိုးကြော kit lens လေးတွေပဲရှိရ white lens တွေမရှိကြဘူးချိုးကြော prime lens တွေပဲရှိတယ်မရှိကြရအောင်ပြီမင်းတို့မထူးတော့ဘူးအဲ့တော့ memory card တွေအားလုံးထုတ်ကျွန်တော်သူတို့ပြောတယ် memory card တွေအားလုံးထုတ်ငါရဲ့ camera နဲ့ lens ကိုယူပြီးတော့ရိုက်တယောက်ကလေးရိုက်ရှေ့မှာစက်တင်ရဒီငါဖန်သမားအကိုနဲ့2 ယောက်ကတော့သူတို့ကဒီမားလိုက်ချလိုက်လုပ်ပေးနေတာပေါ့နော်ဒီ setting ဆိုတော့လေအဲ့ဒီအချိန်မှာကန်ကောင်းကျင်တော့ဒီကောင်ရိုက်တဲ့ဒီကြော်ထက်ရိုက်တဲ့အချိန်မှာရေကတအားလာတာကျွန်တော်ရိုက်တဲ့ဟာနဲ့ပို့လာရတော့လားကျွန်တော်ဟာအဲ့လောက်မလာဘူးနော်ရေကဒါပေမဲ့ကျွန်တော်ဟာနည်းနည်းလေးဒီ frame လေးနဲ့လှပါသူကကြောဒီမှာရေကအဲ့လောက်ထိဖြာတာသူရိုက်တဲ့အလှည့်ကြမှာဖြာတာကျန်တဲ့လူတွေလည်းမဖြာဘူးဖြာတော့ဖြစ်တယ်အဲ့လိုပုံမျိုးထွက်လာဆိုတော့ထွက်တယ်ဒါပေမဲ့အဲ့လောက်မလှဘူးပေါ့နော်သူ့လက်ကြမှာလိုက်တင်ကအရန်လှသွားတာသူစုရခြင်းလို့ပေါ့နော်သူကတော့စုနှစ်ခုရသွားတာပေါ့နော်အဲ့စုရပြီးမကြခင်သူကမိမပါရသွားတာအဲ့ကောင်လေးမမေရပြောစရာပေါ့နော်အဲ့တော့ကျွန်တော်တို့ရိုက်တဲ့ခါမှာဆိုတော့ real ဒီဟိုတာကိုကြော်မကြတော့လို့တွေ့လားဒီ frame လေးကိုဒီတစ်ကိုင်းလေးကိုကြော်မကြတော့သူ့ထဲတော့ကြော်ကြအရန်လာသူကအဲ့ကျွန်တော်တို့ဒီအဲ့ Sony ပွဲတော့ကျွန်တော်တို့ကဒီဥပြုံးနဲ့လည်းတိုင်ပင်တာကျွန်တော်တို့ဒါလူငယ်တွေအတွက်အဓိကလှုပ်စေချင်တာပေါ့နော်ဒီ setting မှာရိုက်တဲ့ဟာဆိုကျွန်တော်ဒီလူငယ်တွေပြိုင်မဲ့ပွဲတွေမှာကျွန်တော်မပြိုင်ဘူးသူတို့ပဲပေးပြိုင်လိုက်မယ်ကျွန်တော်မပြိုင်ဘူးဒီပုံတွေကျွန်တော်မှရှိခဲ့တယ်တခြားကင်မရာနဲ့ရိုက်တဲ့ပုံတွေလည်းရှိတယ်ဒါပေမဲ့ကျွန်တော်အဲ့ Sony ပွဲမှာမပြိုင်ဘူးသူတို့ပဲပေးပြိုင်လိုက်တာအဲ့မှာသူရသွားတယ်ပေါ့နော်ကျွန်တော်ကတော့တခြားဒီ mobile ပွဲတွေမှာလိုက်ပြိုင်နေဒီပုံမှာဒီဆွမ်းနာ exposure ပွဲမှာရသွားတယ်အဲ့တနေရာလည်းပဲ lighting အကောင်းဆုံးချိန်နော်ဒါလေးပဲကွာသွားတာအဲ့တော့တိုက်တဲ့ဆန်ဆန်ပြောရလို့ရှင်ကျွန်တော်ဘဝရဲ့ပထမဆုံးစုရဘူးတဲ့နိုင်ငံစုရတက်ပုံမှာကျွန်တော်ရဲ့ဆရာရဲ့ကင်မရာကိုငှားရိုက်တာနော်ဆိုတော့ကြော်ထက်ကလည်းသူ့ဘဝရဲ့ပထမဆုံးစုရဘူးတဲ့ဥစ္စာကျွန်တော်ရဲ့ကင်မရာကိုငှားရိုက်တာနှစ်ယောက်လုံးကလည်းကျွန်တော်ကလည်းဒီဇင်ဘာခီးစင်မှာစုရတဲ့ပုံသူကလည်းဒီဇင်ဘာခီးမှာစုရတဲ့ပုံအဲ့တော့ဒီတစ်ခါခီးလိုက်တဲ့လူတွေကျွန်တော်ကင်မရာကိုငှားရိုက်ကြမလားတော့မသိဘူးပေါ့နော် lucky ပေါ့နောက်ပြပြောပြမယ်ထူးဆန်းဆန်းကျွန်တော်တင်နန်းသားတွေမှာကြုံရဘူးတဲ့တင်နန်းသားတွေရှိတယ်ဘယ်လိုတင်နန်းသားသိလားပြောပြမယ်ကျွန်တော်တင်နန်းသားကကျွန်တော်တစ်ခါဆုံးတဲ့ခါကျသူကဘာလုပ်လဲဆရာကျွန်တော်ပတ်စံ200လောက်ဖြစ်1000လောက်ဖြစ်ပေးပါလားတဲ့
ဘာလို့ဖို့လဲပေါ့နော်မင်းငါလိုရင်တော့ပေးမှာပါမဟုတ်တဲ့ lucky money အနေနဲ့တင်ထားခြင်းလို့ကျွန်တော်ရှိရပတ်စံအဲ့လိုမျိုးတောင်းတဲ့လူကြီးတယ်တက်တင်ထားတယ်ပေါ့နော်အဲ့ဒါမမဲ့ရပါဘောနော်အဲ့လိုမျိုးဒါတိုက်ဆိုင်မှုတစ်ခုပြောပြတာပေါ့နော်အဲ့တော့ကျွန်တော်တို့စဉ်းစားကြည့်ရအောင်နော်ကျွန်တော်သာကျွန်တော်ကလို့ပထမဆုံးကပြောခဲ့တဲ့ဒီ2019ဒီဇင်ဘာခီးစဉ်ကိုကျွန်တော်ဒါမသွားဖြစ်ခဲ့လို့ရှင်ပေါ့နော်ကျွန်တော်ဒီလိုစုတွေရလာပြီးဒီလိုမျိုးဖြစ်လာဖို့တော့မထင်ဘူးကျွန်တော်သိကြပါတော့ကျွန်တော်အဲ့အချိန်မှာလက်လျှော့လိုက်ပြီးအမှန်တကယ်အဲ့ trip မသွားခင်ပါလေမလုပ်တော့ဘူးပေါ့နော်ဟိုဆိုင်ဝဲပြန်ပြီးတော့မှလုပ်မယ်အားတဲ့ချိန်ကြီးရိုက်မယ်ဆိုပြီးတော့မှကျွန်တော်မလုပ်ဖြစ်ခဲ့ဘူးပေါ့နော်လက်လျှော့လိုက်မယ်ဆိုရင်ကျွန်တော်အဲ့လိုစုတွေအဲ့လိုပုံတွေမရမှန်းနိုင်ဘူးအဲ့လိုမျိုးဆက်သွယ်တွေလည်းမရပြီးတော့ဥပြုံးတို့ဘယ်လိုမျိုးစီစဉ်လဲဒါ trade တစ်ခုဘယ်လိုလုပ်လဲဆိုတဲ့ဟာကျွန်တော်မသိတဲ့ခါကျကျွန်တော်ကိုယ်တိုင်လည်းနောက်ပိုင်းဘယ်လိုတွေဆင်ရဲရမလဲဆိုတော့ကျွန်တော်သိမှာမဟုတ်ဘူးเนาะအဲ့ပထမတစ်ချက်နောက်က3သိန်းခွဲပေါ့နော်အဲ့တော့ကျွန်တော်လစာတစ်လမှ2သိန်းလीเนาะ2သိန်းဆိုတော့3သိန်းခွဲကိုနည်းနည်းစဉ်းစားရတယ်ဘာလို့2သိန်းဆိုတာကျွန်တော်အများနဲ့ရတာမအိမ်လည်းပြန်ပို့ပါသေးတယ်အဲ့တော့အဲ့ဥစ္စာကနှမျိုးပြီးကျွန်တော်ဟောပြခဲ့ရင်လည်းကျွန်တော်တွားပြအောင်နောက်ကကြော်ထက်ပေါ့နော်ကြော်ထက်ဆိုလည်းကျွန်တော်ဒီဇင်ဘာအဲ့2023ကျော်ကျွန်တော်ဒါနိုင်ငံရေးရှင်နေရတိတ်မကောင်းတော့ဘူးလीเนาะမကောင်းတဲ့ခါကျတော့ဟိုဒီဇင်ဘာခီးသွားပေါ့ကျွန်တော်မှတော်တော်စဉ်းစားခဲ့ရတယ်ပေါ့နော်ဒါပေမဲ့လည်းလုတ်ဖြစ်သွားတဲ့ခါကျတော့ဒီကောင်တွေရောက်အောင်လာကြတယ်ပေါ့နော်တချို့တွေဆိုရင်မလာနိုင်ကြဘူးပေါ့နော်အဲ့အချိန်မှာဆိုလူငယ်တွေနဲ့ဆိုကြောက်ကြတာပဲပေါ့နော်အဲ့တော့သူလည်းအဲ့လိုမျိုးကြောက်ပြီးတော့ဒါဒီဇင်ဘာခီးစဉ်ကိုသူလာမလာခဲ့လို့ရှိရင်လည်းသူလည်းဒီလိုစုရမှာမဟုတ်ဘူးအဲ့တော့သူဆိုရင်အခုဒါဆိုနီကပေးထားတဲ့ကင်မရာတွေအဆက်လိုက်ကင်ပြီးတော့မှသူအဲ့ဒီစုံလမ်းသူရိုက်နေပေါ့နော်သူ့ရဲ့ပုံတွေကပိုကောင်းလာတာပေါ့နော်အခုလည်းသူလာမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေမှာတစ်ခါကြလို့ရှိရင်ဟိုဘဝကိုအပြောင်းလဲဖြစ်သွားစေခဲ့တဲ့ခိုက်တန်လေးတွေရွေးချယ်မှုလေးဆုံးဖြတ်ချက်လေးတွေဆိုတာရှိတယ်ပေါ့နော်အဲ့ဒီအချိန်လေးတွေကခါကျကျွန်တော်မထင်ထားမိတဲ့ဟာလေးတွေနောက်ရှိသေးတယ်ကျွန်တော်ပြောပြအောင်မယ်အရန်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါလေအဲ့ဒီစုအကြောင်းပြောလို့ရှိရင်နည်းနည်းဟိုတာစိတ်ဝင်စားဖို့ကျွန်တော်အဲ့တုန်းကလုံးဝမတွေးခဲ့ဘူးတဲ့ point of view အဲ့ဒါဒီရန်ကုန်ကိုပြောင်းလာကမှအဲ့ဒီစုအကြောင်းကိုကျွန်တော်စဉ်းစားမိတာအော်ငါအဲ့တုန်းကဒီလိုတွေးခဲ့လို့ဒီလိုဖြစ်တာဒီလိုဒါမတွေးခဲ့ဒီလိုဖြစ်သွားမှာဆိုတဲ့ဟာမျိုးကျွန်တော်မရှိခဲ့ဘူးဒီလားအဲ့ဒါလည်းနောက်ပိုင်းကျွန်တော်ပြောပြအောင်မယ်အဲ့ဒါလည်းရှိရပေါ့နော်အဲ့တော့ဒါကဟိုကျွန်တော်အင်းလေးမှာအဲ့လိုဟိုစုရခဲ့တဲ့ဓာတ်ပုံလေးတွေရဲ့ဒီ story စိတ်ဝင်စားဖို့ကောင်းတဲ့ story လေးတွေအကြောင်းအရာလေးတွေပြောပြဒါမှတစ်ခါလေးဆက်ပြီးတော့ပြောပြမယ်ဒီဇင်ဘာမှာဘာလို့ဓာတ်ပုံခီးစဉ်အင်းလေးကိုတွားကြတာလဲဆိုတော့ပြောပြမယ်ပထမအကြိမ်ပြင်သင်တန်းသားတွေရဲ့ feedback တွေကတော့အရင်ကဆိုဝါသနာပါပြီးဒီတိုင်းဓာတ်ပုံရိုက်ဖြစ်နေပြီပဲဘာလို့ဘယ်လိုရိုက်ရမှန်းလဲကောင်းကောင်းနားမလဲအခုဒီတင်တန်းတက်လိုက်တော့ conversation အကြောင်းတွေဓာတ်ပုံပညာရဲ့ emotion တွေဓာတ်ပုံဆိုတာကလူတွေကိုဘယ်လိုစိတ်ခံစားချက်တွေဘယ်လိုပေးတယ်ဆိုတဲ့အကြောင်းအရာတွေကောင်းကောင်းမွန်မွန်တိတိုက်နားလည်လိုက်ရတယ်ပေါ့နော်ဓာတ်ပုံတစ်ခုကိုဘယ်လိုခံစားရမလဲကင်မရာတစ်ခုကိုဘယ်လိုရိုက်ရမလဲဆိုတဲ့ဟာအမှအစတော့အောက်ခြေမှာစအကုန်လုံးကိုယ့်ကိုယ်ယုံကြည်မှုရှိနေတဲ့အထိကိုတက်မြောက်ခဲ့ပါတယ်Yeah, blood, sweat in the concrete. That's the holy scripture. Every single scar a masterpiece inside the bigger picture. ဆရာနဲ့တူ trip တွေအများကြီးသွား join ပြီးတော့ဆရာကြီးပညာရေးအများကြီးသိနေမှာတည်းစုရလည်းလိုချင်ပါတည်း Wait a minute, get it how you live it. 10 toes in when we standing on business. I'm ဆရာလုံးဝရှင်းပြတဲ့ဟာတွေအကုန်လုံး step by step နဲ့ details အထိတွားပြီးသင်ပြဖြစ်တဲ့အတွက်အကုန်လုံးကနားလည်ရရမ်းတတ်ပါတယ်ဓာတ်ပုံကိုရိုက်နေတာပဲရှိမယ်ဟို conversation တွေပါလည်းသိမှာမဟုတ်ဘူး quality လည်းကောင်းလာနိုင်မှာမဟုတ်ဘူးတက်ပြီးတော့အမှားကြီးပဲရိုက်နေနေပါဒီပမာဏပေးလိုက်ရတယ်ဒီထက်ပိုတာထက်တောင်မှအများကြီးပြန်ရလိုက်တယ်လို့အသေးပေါ်ခံစားရပါတယ်ဆရာကောင်းကောင်းတယောက်နဲ့အပြင်မှာကိုယ်တိုင်ကိုကြတင်ယူတာကကျမအနေနဲ့တော့ online မှာတင်တာတက်ပို့ပြီးတော့လက်တွေ့ကြပြီးပိုကောင်းမှုနဲ့တော့ထင်ပါတယ်ပေါ့ဟုတ် conversation အကြောင်းကိုတင်လိုက်တဲ့အချိန်မှာတော့ပို့ပြီးတော့နားလည်သွားတယ်ပေါ့နော်ကိုယ်ပါလိုအပ်နေလဲဆိုတော့အရာကိုသိလာခဲ့တယ်ပေါ့ဒီလိုမျိုးပေါ့နော် feedback ကောင်းနေအများကြီးရထားတယ်ကျွန်တော်ရန်ကုန်ပြည်လက်တွေ့သင်တန်းလေးကိုကျွန်တော်8လပိုင်း1ရက်နေ့ကနေ10ရက်နေ့ထိ10ရက်တိုင်နဲ့သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်အဲ့တော့သင်တန်းသားဥယျာလည်းပြည်ကန်ကြီးဖြစ်တဲ့ကြောင့်မလို့အခုပဲအမြန်ဆုံးဆင်းလာပေးထားလို့ရပါပြီ